ကျုပ်များလှရောသားလူတော့မအောင်မေးလိုက်ပါနဲ့ဗျာပြိဿဘာသာလှရောသားလည်းစကလုံးထွားတဲ့ကျွတ်တော့ကျမ်းဂန်တိုင်းပြောတာပါထွားတာမဟုတ်ပါလှရောသားစကလုံးထွားပုံပြောရမယ်ဆိုရင်ဥပမာမပါပဲမပြောဘူးဥလတ်တုံကြီးသူတို့ကဆေးတာမတော့ရဲဘူးဘယ်တော့ရဲမတုံးတရားနာပြိဿသူတို့ကတကြီးဆေးတာတောက်လာတော့သူတို့ကလူတွေကပြောတယ်လှရောသားတွေကအလိုလေးတို့ရွာကတကြီးဆေးတံတောက်လာတာငါးကြောက်ဝင်မှုတ်ကလေးခွေးချီလာတယ်ဒါပေမဲ့ဥလသိပ်ပဲအဲ့ဒီဆေးတံတောက်ရဲတော့ပြောရရင်ပုံနဲ့ပတ်နဲ့ဥပမာမပါပဲမပြောဘူးဒီမဲ့တရားနာပြိဿဟိုကျွတ်တို့ကလည်းအစတော့မသိဘူးပေါ့လှတော်ရွာနာကျွတ်တို့ရောက်သွားလှတော်ရွာကနေပြီးတော့ဝက်လက်ကိုချိုးရတယ်ရွှေဘူလန်းကျွတ်တို့ကဝက်လက်တရားဟောသွားခြေကားနဲ့ဝက်လက်လန်းကောင်းရလားလို့မေးကြည့်လှတော်သားတွေကပြောတယ်ဝက်လက်လန်းကောင်းမကောင်းတော့မသိဘူးတဲ့ကိုတော်တို့ကားနဲ့အဲ့ဒီလန်းသာစီးသွားရင်တဲ့အဲ့ဒီလန်းကကိုတော်တို့တော့ကြောက်ခင်းစားသွားတော့အစာကြည့်တယ်အဲ့လန်းကြမ်းကြမ်းနဲ့မပြောဘူးကြောက်ခင်းစားသွားအစာကြည့်တဲ့စကားပြောပါတယ်ဥပမာမပါပဲမပြောဘူးတပည့်တော်တို့တော့ဝက်လက်ကမစီးဘူးဗျာလေဘာဖြစ်လို့တော့ညာလို့ဆိုတော့ကားစီးရတာခံမကြပါဘူးဗျာတဲ့နောက်ကနေဂလုံနဲ့လမ်းတောင်းလို့လှဲ့ကြည့်ရေစီလဲတဲ့အဲကားနေတယ်မပြောဘူးလို့ဆိုမှရေစီလဲကလမ်းတောင်းတယ်စကားပြောတဲ့နေရာတည်းမဲ့ဇက်ပြက်အောင်ပြောတဲ့လူတွေဗျဇက်ပြက်တဲ့ပြိဿဟိုဘက်ကဇက်ကနေဟောဒီဘက်ကပြာသူလာကြီးနှမ်းရိုးပုံကိုနှစ်ယောက်တည်းမီးရှို့ပြီးတော့စကားပြောတာမီးလုံရဲ့3ယောက်နားထောင်4ယောက်နားထောင်နောက်10ယောက်5ယောက်190နဲ့ဟာပါတော့ဟာဆိုပြီးဝိုင်းလာတာသူတို့2ယောက်ပြောတဲ့စကားနားထောင်တော့ဇက်လူမရှိဘူးတကယ်ဇက်ပြက်အောင်ပြောတဲ့လှတော်သားကြည့်လေတရားနာပိဋကသူတို့နားမှာပေါက်တော်ရွာဆိုတာရှိအဲ့ဒီပေါက်တော်ရွာမှာစာပြန်မွဲကြီးကျက်သားတံပေါင်းနဲ့ကိုတော်ကြီးဆွမ်းကတ်ကျက်သားတံပေါင်းနဲ့ကတ်တော့ပြောတယ်အလိုလေးกว่าလို့ဆိုတယ်အလိုလေးကသိသုံးအလိုလေးกว่าတဲ့စာပြန်မွဲဆိုလို့သွားကြည့်ပါလက်ဆက်တတ်တော့ဘုန်းကြီးအေးကိုกว่าတဲ့ဘုန်းကြီးကျက်သားနဲ့ကတ်တာဒါဘုန်းကြီးအေးတဲ့ကျန်ဖန်မှန်စကားပြောတဲ့လူတွေဥပမာနဲ့ဘုန်းကြီးကလည်းစားရတဲ့ကွာတော့ဝေသာလီပြီးဘလူးကြတယ်အယိုးကြံတာပြောတာစကားပြောဥပမာမပါပဲမပြောဘူးကျွတ်တော့ကမေးကြည့်တယ်ခင်ဗျားတို့ဥပမာမပါပဲမပြောတတ်ဘူးလားလို့ဆိုတော့အိုးတပည့်တော်တို့ကဥပမာမပါပဲပြောရလှဲမီးတို့စီးရတဲ့အတိုင်းပဲဥပမာကပါလားဒီဆက်တရားနာပြေတာဟိုသူတို့ရှိမှာခင်ဗျားတို့ရှိလို့ခင်ဗျားတို့ကားစိတ်ကားပေါ်ရလားလို့မေးတော့အိုးကားပေါ်တာတော့ရေဝေါ်ထိုးနေတဲ့အတိုင်းပဲရေဝေါ်ထိုးတယ်ဆိုတာမြင်ဘူးမှာပေါ့အသားတွေလက်သမားတွေရေပေါ်ထိုးတာဒီတိုင်းတဲ့တဲ့သွားတာမဟုတ်ဟောဒီလိုရှည်ထိုးနောက်ကားတွေပေါ်တာပြောရေပေါ်ထိုးနေတဲ့အတိုင်းပဲကားပေါ်တဲ့ထဲဖျားတဲ့တပည့်တော်တို့တော့အာတီဘီကမြန်တယ်ဆိုလို့စီးလိုက်တယ်ဟုတ်တကောဖျားတဲ့အာတီဘီကမြန်ပုံကိုပြောရရင်ရိုင်းဖဲကြီးဆောင်ဖက်လိုက်ရတဲ့အတိုင်းပဲတဲ့အဲကြီးဆောင်ဖက်လိုက်ဘူးတဲ့အတိုင်းဥပမာမပါပဲတခုမှမပြောဘူးဥပမာမပါပဲတခုမှမပြောဘူးဒီတဲ့စိုင်းနိုင်ကြီးကသူတို့အလှဖိတ်တော့အလှကိုလိုက်သွားပါတယ်တဲ့စိုင်းနိုင်ကြီးအလှကြက်သားဟင်းနဲ့တော့ကြွေးပါရဲ့တဲ့ဒါဘယ်သူထမင်းမစားခင်ကြက်သားဟင်းထိုင်းရှိခိုးရသေးတယ်ဘာဖြစ်လို့တော့လို့ဆိုတော့ကြက်ကကိုယ့်ရဲ့အသက်ကြီးနေလို့ကြက်ရင်လည်းမပြောဘူးတကယ်လူတွေပါဆိုမှဒီတဲ့စိုင်းနိုင်ကြီးကလူတွေကလည်းကွာတဲ့ကြားရတာတဲ့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲဘလူးအရက်တိုက်တယ်ဘယ်နဲ့လို့ဒါအပြင်ပို့ချအောင်တော့ရှိအောင်တော့မလားလို့ဘလူးအရက်တိုက်ထားတဲ့အတိုင်းပဲနောက်တယောက်နဲ့တယောက်သူတို့ဆုံစည်းလို့စကားပြောကြတနယ်သားနဲ့မိတ်ဆွေချင်းပေါ့လေဘယ်နဲ့တော့ဟဲတဲ့မင်းတို့စီဝါရေးကြီးဝါရေးတဲ့ဘယ်နဲ့တော့ဟာတဲ့စီဝါရေးကြီးဝါရေးကတော့ကွာတဲ့ဝလုံးကောင်းနဲ့ဆင်တိုးတဲ့အတိုင်းပဲပြေးတာကြီးဝလုံးကောင်းနဲ့ဆင်တိုးရစီးပွားရေးကြက်တယ်မပြောဘူးလို့စကားပြောလိုက်တရလွန်ကြီး
အေးကွာတဲ့စီဝါရေးကထားပါတော့အလုတ်ကင်လေးရောဟာတဲ့ငါလူရဲတဲ့အလုတ်ကင်လည်းမမေးနဲ့ဟာတဲ့ရှိတဲ့အလုတ်ဖိလုတ်လဲတနေ့တခြားစားဖို့ကကြီးလာတော့ဘယ်လိုလူတွေမှန်းကိုမသိတာမယုံရင်ရွှေဘိုလမ်းမရောက်တဲ့ခါမေးကြည့်ဒီထက်တရားနာပြတာမင်းတို့ရှိသမားဝါယမဆိုင်ကအထယ်လေးပါလေးထုတ်ပေးရလားတဲ့အထယ်ထုတ်ပေးမပေးတော့မမေးနဲ့ဟေးတဲ့ကိုမိမကိုလေးထမ်းဆောင်ရကြည်ထိုးမှကြောက်လို့အထယ်မပေးဘူးမပြောဘူးမိမလေးထမ်းဆောင်ရအတော်ကွက်ကြတဲ့လူတွေလှတော်သားကြောင့်ပြောတယ်ကုံမှမဟုတ်ပါမကုံမီတစ်ခုလောက်တော့ပြောအောင်မယ်ဟုတ်တယ်ဟောတော့ကခြိပါသားနဲ့ပခန်းသားဆိုတာကျွတ်တို့ရာဇဝင်မှာကြားဘူးပခန်းသားများစကားကတ်ကိုးပုံတော့ကြည့်လေပခန်းသားကလှတော့လာပြိုင်မဲ့အကြောင်းထိကျုပ်ဆက်ပြောပါပခန်းသားတွေကကျွတ်တို့ပကံကလူတွေနဲ့ဖျားချင်းတကိုးပြိုင်တယ်ပခန်းမှာကျွတ်တို့စီသူရှင်ဖျားဆိုတာရှိနရပတိစီသူမင်းကိုတရားဆက်တရခံအစ်စ်လက်လေးတွေဟောလောက်ရှိရဘုရားကိုတော်မြတ်ကြီးကျုပ်အနေကစားတင်မှုသင်္ဘောစင်းလုံးနဲ့သွားပင့်ကြတော့အဲ့ဒီမှာကျုပ်ကိုယ်တိုင်လက်ဝါးပေါ်တင်ဖူးခဲ့ရဒါဝတိတရားနာပြေးတာဘုရားကတကိုးကြီးတဲ့လက်လေးတွေပြင်မဲ့အရင်တော့ကအဲ့ဒီဘုရားကိုကျွတ်တို့ရွှေပိတ်တာအချိန်40လောက်နဲ့ဘုရားလူခိုးဘူးဘုရားလူချင်းလို့မဟုတ်ပါဘူးရွှေလူချင်းလို့ခိုးတာနောက်ဘုရားလေးကတော့အဲ့ဒီနွားချောင်းသားတွေပြန်ရတော့အခုပြန်မွမ်းမှန်ထားတဲ့14ဘိတ်ခွဲလောက်ရှိပြီအဲ့ဒီတုန်းကခုတော့များနေရောပေါ့အခုတော့တရားနာပိတာဟိုမိဂန်တစ်တာကြီးတော့16ချက်လောက်ခကောဘက16ရောက်တယောက်ချောင်းကြီးကင်ခိုင်းဒီခါပြောက်ရင်လည်း16ရောက်စလုံးထောင်ထဲပို့ဖို့ရှိဘယ်လိုမှဖွင့်မရအောင်ကျွတ်တို့တရားလောက်ရှိတယ်မလို့လည်းမရဘူးလူစိတ်30ဝိုင်းမရတဲ့ကိစ္စကြီးအခုတော့အဲ့ဒီထဲမှာထည့်ထားရဘုရားတောင်တော့ခါရတဲ့ဘဝကျွတ်တို့တိုင်းပြည်ဒါတောင်ချမ်းသာဘူးလို့ဆိုကြနော်ဘုရားသခိုးတွေလည်းပေါ်ရတဲ့ဗမာပြည်ကျွတ်တို့ပဲများမရကူတော်ကြီးခိုးသွားပြီးမိမလုတ်တဲ့လူကပလိတ်သတင်းနဲ့လိုက်လာတော့ရဲရရှိရသတင်းနဲ့လိုက်လာတော့တရားနာပိသားဘုရားကိုကောင်းမှုချုပ်ပြီးတက်နေပေးဘယ်လောက်ဆိုးလို့ဘုဒ္ဓဂိုင်းသိပြီသေချင်းစိုးနဲ့တော့ဘေးကုန်တော့အဲ့ဒါရဲကမေးတယ်အဲ့ဒါဘယ်သူလုံးလို့ဆိုတော့ဒါကျုပ်လင်သားနေမကောင်းလို့ပါကောင်းသေးလားဘုရားသူ့လင်လို့ရတော်တရားရှိဘယ်လောက်တရားဆွဲလိုက်ဟုတ်သားတော့ဆိုးတယ်မိမဒါကြောင့်ဘုရားတခိုးတွေပေါ်တယ်အဲ့ဒီအခုအဲ့ဒီစီသူရှင်ဘုရားကလေတရားနာပြီးသားဘုရားကသာလက်လေးစစ်ပကံကတပ်ပြညုတ်ဘုရားကိုတော်မြတ်ကြီးနဲ့ဟောတကူချင်းပြိုင်မယ်လေဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာမယ်လေဗျဘုရားကပြိုင်တာမဟုတ်ဘူးလူတွေကပြိုင်တာလူချင်းပြိုင်ကြည့်လေပကံကလူတွေကဘာပြောလို့နဘေလေးနဲ့ဟေးတို့ကကျုံ3တောင်ဝိုင်းနဲ့ပကံတိုင်းလားကွာနဘေနဲ့ဒီတော့ပခန်းသားကလည်းမခံဘူးဟေးတို့ကလည်းငရုတ်တဝိထောင်မခံပါကွာပကံကပြောတယ်မင်းတို့စကားမစပ်ဘူးတဲ့တို့ကနဘေနဲ့ကျုံ3တောင်ဝိုင်းပကံတိုင်းနဘေလေးနဲ့တဲ့မင်းတို့ကငရုတ်တဝိထောင်မခံသားဆိုတော့မစပ်ဘူးတဲ့ပခန်းသားကလည်းသကဓာတ်ဆိုတော့မစပ်ရင်လည်းအဲ့ဒီငရုတ်တဝိသွေးပြီးမင်းတို့မျက်စိထဲခတ်ကြည့်ပါလားတဲ့ရလောက်ကကိုးတယ်ပခန်းသားနောက်ဟဲ့ဖျားပွဲအစီပြိုင်မယ်ကွာဖျားပွဲအစီပြိုင်မယ်ကွာဆိုတော့တရားနာပြေးတာအဲ့ဒီပခန်းကစပြောဟေးတို့ပခန်းစီသူရှင်ကတဲ့ဖျားပွဲလာတာလူမပြောနဲ့ကွာတဲ့ခွေးဒီကိုအကောင်900ကွာအဲခွေးနဲ့စတယ်ပြီးတော့ပကံကနောက်ပြောဆိုတော့နိုင်မှာပေါ့ဗျာပေါ်ဦးနဲ့ရှင်မြင်ဘူးဒီအကြီးပြိုင်တာလို့ပေါ့ဘာပြောတော့ပကံကဟေးမင်းတို့ပကံစီသူရှင်ဘုရားကခွေးကြီးအကောင်900ဟောတို့ပကံတပ်ပြည့်ညို့ဘုရားကြီးကဖျားဝဲလာတာလူမပြောနဲ့ခွေးကြီးကိုအကောင်1000กว่าပကံကဘယ်လောက်နိုင်သွားပကံကဘယ်လောက်ရှုံးတော့အဲ့ဒါခင်ဗျားတို့အနေနဲ့ကရှုံးနေတာပကံစကားနားထောင်ကြည့်ဟေးတို့ကခွေးကြီးအကောင်900ဆိုတာငါလူတို့ဟောဂုံချခမ်းမလို့ပြောနေမှာခွေးနီခွေးနဲ့ခွေးချခွေးပိန်ဟော်တွေမပါသေးဘူးဒါကြောင့်ရှုံးရကနိုင်အောင်ပြောအဲ့ဒီပခန်းသားတွေကခုခေတ်ထဲမှာလှတော်သားအပြောထွားတယ်ဆိုလို့လားပြိုင်တယ်ဗျပြိုင်တော့လှတော်ရွာပေါက်ကလေးလေးတွေ့အဲ့ကလေးအားလုံးရမင်းပဲရွာသားတော့ကျုပ်လှတော်သားပါခဲ့ပြီတော့
လာတော့သာရှာလေဟေ့ကောင်လာခဲ့မင်းဘိုက်ကိုဖောက်စားဘိုက်ဖောက်စားမယ်ဆိုတော့ကလေးလေးကပြောတယ်ဗျာတဲ့စားခြင်းဘိုက်တော့မဖောက်ပါနဲ့တဲ့ခင်ဗျားတို့ကျုပ်ယိုကျွေးပါမယ်အဲပြီးရောလူကြီးနဲ့ပြောခဲ့နာကျိုးသုံးယောက်လို့တစ်ခါမေးလေဒီအတန်တစ်ခါမေးလေဒီအတန်မင်းလားဟိုနှာကျိုးသုံးယောက်ပဲရောက်တဲ့နှာကျိုးကအော်တယ်နှာကျိုးဆိုတော့နှာသံနဲ့ပဲညုံနဲ့ပဲညုံလို့ဆိုတယ်ပဲဝဲမဲ့နှာကျိုးကလှမ်းခေါ်လိုက်ပဲညုံနဲ့နာအောင်လို့ဆိုတယ်အင်းတို့ငါမမြောင်နဲ့ကျောင်းတော်ဘုံကကားနေလို့ခေါ်တာဘာပြောကောင်းလဲနှာကျိုးနှစ်ယောက်တတ်ကြနောက်တကြီးအိမ်ရောက်ထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံးနာလဲနာလို့ဆိုတယ်ဦးငယ်ရိုးကြတယ်နောက်အမှုစစ်ကြီးတော့ဟင်းနင်တို့ကနှာကျိုးမှုရအောင်ပြန်ရဟာလို့အကုန်ပြန်ထွက်ရထူးမှမထူးပဲနဲ့အမှုကနှာကျိုးမှုဘယ်သူမှဆုံးဖြတ်လို့မှမရပဲသုံးယောက်ဘယ်လိုကျိုးနေတာကိုဒါကြောင့်ခမည်းတော်အတန်ကလည်းတစ်ခါမေးလည်းမထူးတစ်ခါမေးလည်းမထူးဆိုနှာကျိုးသုံးယောက်လို့တော့မဖြစ်စီနဲ့ကဲဒါလေးသတိပေးပြီးတဲ့နောက်ပရိသတ်ကြီးအဲ့ဒီငွေ30ကကျုံနဲ့ဝယ်ပြီးတော့စားပါတောက်ပါလို့ခိုင်းရလားဘူးမခိုင်းဘူးကိုစားခြင်းလို့ကိုတောက်ခြင်းလို့တောက်ဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ဖယားလှူတဲ့ဌာနဘုန်းကြီးလှူတဲ့ဌာနအသီလရင်လှူတဲ့ဌာနသရောင်းစားပေးတဲ့ဌာနခွေးကျွေးတဲ့ဌာနဘာပဲဖြစ်ဖြစ်ပေးတာစွန့်တာမှန်သမျှသဒ္ဒနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘယ်ဌာနပဲပြုဘယ်ကုသိုလ်ပဲပြုအဲ့ဒီလိုလှူတဲ့ဌာနကငွေ30နဲ့တူပါတယ်တဲ့ငွေ30ဒီကျုံနဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းတယ်လို့ခမည်းတော်လှူတဲ့ဌာနကတော့ဖြင့်ကျုပ်ဌာနကြီးပြုပြီးတော့လူပြေတောင်းလိုက်ပါခမည်းတော်များခိုင်းမလားပြုခိုင်းဘူးငွေ30လို့ပဲအကျုံနဲ့လက်ပြေတောင်းပါလို့တော့ခိုင်းမလားပြိဿအကျုံနဲ့ဗြဟ္မပြေတောင်းပါလို့များခိုင်းမလားမခိုင်းပါဘူးဘာလို့မခိုင်းတယ်လဲဒါနဒီခိုင်းနိုင်တဲ့တတ္တိမရှိဘူးသူ့ကိုပြုတဲ့အကြောင်းကြောင့်မခိုင်းတော့လေအကျိုးပေးနိုင်တဲ့ကမ္မတတ္တိလေးတော့သူ့မှာရှိဒါဖြင့်ကောင်းပြီအဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိဿအတောင်းမခိုင်းတော့လေခမည်းတော်ကလောဘဥစီးပြီးတော့တထေခင်းနဲ့သင်္ကန်းကတဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတယ်ဆွမ်းလောင်းတယ်ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေဧကရေစัจ ဝရိမန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်အစ္ဆတတန်တံမှာတန်လျာရှိအောင်အတောင်းခိုင်းနေတာကလောဘပြုတ်ဒီသားကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနကဟုတ်ကဲ့လားဒါဖြင့်ဒါနပြုတန်လျာရှိတယ်ဆိုတဲ့ပုံမှအတက်လွဲနေတယ်တန်လျာရှိတယ်ဆိုတဲ့ပုံမှကိုလောဘကိုပြောင်းတက်လိုက်တော့တန်လျာရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘပြေးသားကြီးဘယ်သူတို့မျိုးဒါဖြင့်နောက်လောဘဥသိပြီးတော့လှူအောင်မလားပြေးသားလောဘဥသိမလှူရင်ပြေးသားကြီးတန်လျာရှိပါအောင်မလားရှိပါဘူးဗျာဒါဖြင့်ဒါနပြုတန်လျာရှိတယ်ဆိုတဲ့နှမျောဝန်တိုတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာဒါရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တစ်ထုပ်ဟောကြစို့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကဘုန်းကြီးတို့ဓမ္မပဒကထုတ်ဟောမှာဖြစ်ပါဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါယကပုံနာကြီးကိုဘုန်းကြီးဟောမလို့ဘုရားကိုယ်တော်မြတ်ကြီးသည်စေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားစေရဝံကျောင်းတော်တရင်သုံးစဉ်တာဝဋ္ဌိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံနာကြီးရှိပြင်ဆက်ကဆိုတာပြင်စအက်ကဒါယကပေးငါးပါးသောမုံမြတ်မြတ်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါယကဆိုတာဘုန်းကြီးတို့
ငါးပါးသောမုံမုံမြတ်မြတ်ဥဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအိဗယ်ရဒီအိဗယ်ရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇတ်ထုတ်နာမည်လေးတက်လိုက်မယ်ဆိုရင်မပေးဆိုတဲ့အမိအားဖြင့်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတဲ့မောင်ရဲ့ရွှေခွက်မဟုတ်ပါဘူးဒီနေ့ဘာဇတ်ထုတ်ဟောမှလဲမေးရင်လူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေးဇတ်ထုတ်ပါဗျာဒေတာကြီးဒီနေ့ဘုန်းကြီးဘာဇတ်ထုတ်ဟောမှာတော့ဆိုလို့တော့ကောင်းနော်မပေးခံကြတိုက်ဒါဖြင့်ကောင်းပြီအဲ့ဒီတာဝဋ္ဌိမြို့မှာနာမည်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံလေးမကြီးကဘုန်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံလေးမကြီးကဒီနော်နှာကြိုးတွေပြန်ရော့သွားတဲ့တံပတ်ကအဲ့ဒီပုံနာကြီးနဲ့ပုံလေးမကြီးဥပေးခြင်းနဲ့ဒေါ်ပြင်းနှစ်ယောက်ရှိကြပြင်းတတ်တယ်နော်ဒါနပြုတဲ့နေရာဘယ်လောက်ထိအောင်ပြင်းတယ်လဲဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးကန်ကြွတုန်းကပြောရအောင်မယ်မန္တလေးဆုံးကန်ကြွတုန်းကတောကတက်ကြီးပွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲရုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်သားတဖေးအကြောင်းမကန်ကြီးနဲ့ဆေးဘောလေးကြီးလက်ကျန်းညခဲလို့ဆုံးစလုံးကြီးကအငွေတစ်ထောင်းနဲ့ဘုန်းကြီးတို့ကလည်းတစုံရနေတာမှတ်လို့ဒီလိုတစုံချင်းလျှောက်စုရတာတနှက်စာအတွက်လွယ်တာမဟုတ်ဘူးအဲ့ဒီလိုလျှောက်ပြီးစုရင်းနဲ့ဆွမ်းခံလိုက်တာဆွမ်းကလုံးကြီးအငွေတစ်ထောင်းဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရဆင်းလေးတော့လည်းဖက်ရည်တော့ပြက်မှနဲ့ဆွမ်းထမလောင်းအေးတော်ကြီးကိုတော်လေးကြွလာတဲ့မဏိနေဘူးလှပြီးဆွမ်းထွက်လောင်းပါဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိဆိုတာအုတ်ခေါင်းပြောတယ်ကြားသေးဘူးတော်ကြီးကတော်ကြီးကိုတော်လေးရနေတဲ့မဏိနေဘူးလှပြီးဆွမ်းထွက်လောင်းပါဒီကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့လေတော်ကိုယ်တိုင်ထွက်လောင်းငရဲကြီးတာမှတ်လို့ပြင်းချက်ပြုတ်နေမအားတာမသိဘူးလားကိုယ်တိုင်ထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတက်ရောက်သေးဆွမ်းကလုံးကြီးကိုင်းပြီးတော့ဘောက်ဘက်နဲ့မြေကြီးနဲ့ရံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းလာတကားတို့ကျုပ်နဲ့ရောက်တော့လေမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေတစုံချင်းမြတ်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးညာဇလုံးကြီးစောင်းပြီးအကုန်လုံးချစ်ချုပ်တွန်ထက်ကျုပ်ကတော့ပြုံးဗရာတရားရှိတာမရှိတာပါထားဒီဖိုးကြီး2ယောက်3ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးပါဟာဒါကျွတ်တဲ့ဘက်ကတွေ့ခေးအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသနော်ကျုပ်လည်းအားနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုယ်တော်တွေကြံသေးသနော်နောက်သူကြားတော့ဘာပြောတော့လူရင်းတွေရဲ့စကားပေါ်မှတ်ချင်မှတ်ထားပေါ့ဟာဆုံးလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုံသွားပြီးရောပေါ့အကုန်လုံးလောင်းချပြင်းနာတကားတို့ဒါတော့နတ်ပြည်မှာနတ်သမီးတွေများပြီနတ်သားတယောက်နတ်သမီး1000တောင်ရှိပြီနတ်ပြည်ဟိုလဲနေတဲ့ဟာကြီးကရှိတာကိုရဲကအဲ့ဒါဘာတော့ယဟစီးဘူးလားချားရောဟုတ်တယ်ယဟတို့ချားတို့ဆိုတာရှိတာဒါကြောင့်မေးကြည့်ရအဲ့ဒါရှိတော့လဲသူ့ဝေးမှာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခင်ဗျားတို့ခါသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတယ်ကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်ဆူသူပြိဿညင်အောင်ထိမ့်တတ်တဲ့ဘုန်းကြီးပါအဲ့ဒါကြောင့်ကျုပ်မနိုင်ဘူးလန့်တော့အော်မှာပဲဒီထဲမြို့တစ်မြို့ကျုပ်မြောက်ပွဲနဲ့ရှင်ချပြိုင်မှာကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်မျက်နှာချင်းဆိုင်ပြိုင်လမ်းမှာငါနိုင်အောင်អော်ပါမယ်မြောက်တော့ငါမနိုင်ဘူးမြောက်ကသူကဆိုတာမှမဟုတ်ခဲနဲ့ဘေးဟာတွေကဆိုပြီးပန်းမကြီးကဒိညာတွန်းတီးနေတာ
မြောက်ဆိုင်ဆိုတာဘယ်တော့မှတိမ်တိမ်မုံကိုတီးတာမှမဟုတ်ဘဲနဲ့ဒိန်နဲ့တွန်းနဲ့အဲ့ဒီတပွဲတော့ဘုန်းကြီးအရှုံးပေးတဲ့နောက်ဒီလိုတရိတ်ဆန်နဲ့ကြံဒီကံနဲ့များရှင်ပြီးတော့ခင်ဗျားတို့ပြိုင်ချထားလို့ရတယ်ကျုပ်ဘယ်တော့မှမဟောမင်းသားမင်းသမီးနဲ့တော့ကြိုက်တယ်လို့လုပ်ပါမြင်းကောင်မှာကျုပ်ပထမဆုံးရန်ကုန်ကတန်းထွန်လေးတို့မျိုးမြင့်လေးတို့တက္ကသိုလ်များကြီးတို့ရုပ်ရှင်မင်းကြီးတင်တင်လှတို့ပလဲတို့ရီလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတပြုံကြီးပြေးသားကြီးဘသူနဲ့ဘသူပယ်သွားတယ်လို့မောင်တုတ်ကြီးနဲ့မိအေးဟဲ့ပြေးသားကြီးဘသူနဲ့ဘသူတော့ကျွတ်တို့ဗမာပြည်ကမောင်တုတ်ကြီးနဲ့မိအေးမောင်တုတ်ကြီးကတန်တဲ့ပစ္စည်းတွေတရွင်းတို့ဒူးတို့ဒဇင်းတို့လှုပ်ပြီးရှမ်းပြည်ရှမ်းရွာသွားရောက်တကိုးဗျသွားရောက်တော့တရားနာပြိဿရေသွားကန်ဤမိအေးကမှားတယ်ကိုတုတ်ကြီးတဲ့သူများတိုင်းပြည်သွားရမှာနော်တဲ့ရှမ်းပြည်ရှမ်းရွာဆိုတာပညာသည်တွေပေါ်တဲ့သူများကြွေးတိုင်းလည်းမစားနဲ့ပြီးတော့လေသူများအရာကိုသူများမကြိုက်တဲ့နေရာကိုတုတ်ကြီးတော့ကျင်ကြီးတင်ငယ်မစွန့်နဲ့နော်ကျင်ကြီးတင်ငယ်စွန့်လို့သူတို့မကြိုက်တဲ့နေရာစွန့်ပြီးရင်ပြုတ်စားလို့တော်နဲ့ကျုံနဲ့ပြန်တွေ့ရမှာမဟုတ်ဘူးကိုတုတ်ကြီးကျုံမှားတဲ့စကားနားထောင်သွားပါမောင်တုတ်ကြီးကလည်းအေးပါကွယ်ငါသာပြောနေမင်းလည်းပဲအိမ်ထဲကအိမ်ပြင်းမထွက်နဲ့နော်မင်းကသနာခါတွေဖုံတော့အောင်လိမ့်ပြီးတော့ထွက်လဲတတ်တယ်ငါမရှိတော့မင်းကြိုက်တတ်တဲ့သနာခါမလိမ့်မဲထားပိုးကောင်းတော့နှမရဲ့ဟိုလူတွေတလောက်ပြောမထင်ပါဘူးကျုပ်ကရှာရှည်နေတာပြောလေကလားလို့ပေါ့ဗျာကိုင်းတရားနာပြေးတာမိအေးကရေစာရင်တောက်ဖို့ရလှဲနောင်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်သွားပြီမောင်တုတ်ကြီးရှမ်းပြည်ရှမ်းရွာရောက်တော့တရားနာပြေးတာနောက်ဖေးသွားခြင်းမြို့ပြေးတာမောင်တုတ်ကြီးပါသွားခြင်းသူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့တဲ့မိအေးမှားလိုက်နောက်ဖေးကလည်းသွားခြင်းဒုက္ခပဲအလေအပြန်မိအေးနဲ့တွေ့မှာမဟုတ်ဘူးဒါကြောင့်လူပြူစားမခံရအောင်ရေစာရင်တောက်ဖို့ချိတ်ပေးလိုက်တဲ့ဝါးကြည့်တော့ထဲမောင်တုတ်ကြီးနောက်ဖေးတွေသွားပြီဖြစ်တယ်လို့သွားတာဘုရားနောက်ဖေးတွေသွားပြီးတရားနာပြေးတာရှမ်းပြေလှဲ့ရောက်လိုက်တာဒါကြီးကမဲပြီးတော့ပြန်လာတော့လည်းမသွန်မိဘူးဗမာပြေပါလားပြေးတာကြီးပါမလားဘူးလားပြေးတာပါလာတော့တရားနာပြေးတာအိမ်ရောက်ပြီးအေးကကိုတုတ်ကြီးမလီတော့ချိုးရတဲ့တန်နေနဲ့ရေလေးမိုးလေးချိုးကြည့်အောင်လေမောင်တုတ်ကြီးကရေမိုးချိုးထွက်သွားမိအေးကတရားနာပြေးတာလှဲပေါ်တက်ပြီးလက်ဆောင်ရှာတာပေါ့လဲပေါ်တော့လက်ဆောင်မတွေ့ဘူးလှဲနောင်ပြီးရောက်တော့ဝါးကြည့်တော့ငုံနှမ်းလိုက်ရက်ကကြာအနံ့ကပြောင်းနေတော့မိအေးအထင်မှားကြည်စံကိုတုတ်ကြီးငါချစ်ရှာလုံးလို့ရှမ်းပြေရှမ်းရွာကရှမ်းပဲဘုတ်တွေလက်ဆောင်ယူလာတယ်မာပဲကြော်မပဲဆိုပြီးတော့မောင်တုတ်ကြီးပြန်မလာခင်မီလေးဖိုးတဲ့အိုးလေးဆေးကြောပြီးတော့ဖိုးပေါ်တယ်လိုက်စီနဲ့ကျက်သွန်လေးလှီထဲကျက်သွန်နဲ့စီကျက်လောက်တော့မှတရားနာပိဿာမိအေးကဝါးကြည့်တော့ထဲကရှမ်းပဲဘုတ်တွေအကုန်သွန်ထဲလိုက်ညွန်တန်လေးထွက်လာတော့ဘေးအိမ်တွေကမေးတယ်ဟဲ့မိအေးကြီးဘာတွေကြောနေမွှေးလာကြည်လားအိမဲကိုတုတ်ကြီးရှမ်းပြည်ကယူလာတဲ့ရှမ်းပဲဘုတ်ဝိရိနေကပြောတယ်အေးတဲ့တို့လည်းလက်ဆောင်ပေးပါဦးတဲ့ပါရကဝါကြည့်တော့တလုံးနဲနဲရဲ့တဲ့များများတော့ပေးနိုင်ဘူးတဲ့ကြက်လောက်မှပကံနဲ့လာခဲ့တစုံစီပဲတော်ရေးတဲ့ရှမ်းပဲဘုတ်လည်းကြက်ရောတရားနာပြည်သားဝိရိနေကလာတော့တစုံစီလက်ဆောင်မျှပေးလိုက်ကြော်ပြီးမှတော့စားရုံရှိတာပြန်လာပြီမောင်တုတ်ကြီးပြန်လာတော့ထမင်းမွဲပြင်ပြီးတော့ရှမ်းပဲဘုတ်တွေတရားနာပြည်သားအလဲတဲ့ပကံကြီးနဲ့ခလဲကောင်ကမမမြတ်မြတ်ပေါ့မိအေးကလင်းကိုယိုသေးတော့တရားနာပြည်သားဥဖြာဖြာဇွန်းနဲ့မောင်တုတ်ကြီးပကံများနဲ့ပုံပေးလိုက်
မောင်တုတ်ကြီးကဘာပြောကောင်းမလဲတရားနာပြေးတာကောက်လွေးလိုက်လွေးရင်မောင်တုတ်ကြီးကပြောတယ်ဟေးမိအေးအားတော့မင်းရင်တော့ငါတလောက်မချစ်အောင်မင်းတော့ဆန်းလို့တော့ချစ်လို့ယူလားမဟုတ်ဘူးတဲ့မင်းနဲ့ငါနဲ့ရလာတာကြာပြီအရင်တော့ကမင်းငါတလောက်ကောင်းတဲ့ဟင်မျိုးချက်မကြွေးအတော်ရတာတွေ့ကောင်းတယ်ဆိုပြီးတော့အိမ်ကျရှမ်းဘက်ဘုတ်တွေလှုပ်စားမနေပါနဲ့ဒါနဲ့တရားနာပြိဿရေမောင်တုတ်ကြီးကစားရင်ဝါရင်နေပါဦးကွယ်မင်းရင်တော့ငါတလောက်မချစ်ဘူးဒီဟင်းမျိုးမင်းငါတခါမှချက်မကြွေးဘူးအောင်မေတော့ဒီဟင်းမျိုးချက်ကြွေးရအောင်တော့ကလည်းဘယ်တော့မှဒီလိုလက်ဆောင်ကောင်းယူခဲ့ဘူးလို့စားရင်ဝါရင်ပြောနေတာပေါ်ကြတော့မှတော့မိလေးကလည်းလွေးမဲတော်ပြောတာလည်းမပြောနဲ့ကောင်းတကူတော့ဒါပတိတော်ပါလာတယ်လက်ဆောင်ဟေးမိအေးတော့ငါလည်းဘာလက်ဆောင်မှမယူခဲ့ဘူးမဲတော်မသိကြောင်ဆောင်းမနေပါနဲ့တဲ့တော်ယူလာတဲ့ရှမ်းပဲဖို့ဟေးဟဲ့မိအေးနေအောင်ညီးပြောလို့သာရှမ်းပြေရှမ်းရွာသွားရှမ်းပဲဖို့ငါတော့မစားခဲ့ရမေတော်ကမသိကြောင်ဆောင်းမနေပါနဲ့တဲ့လှဲနောက်မိဝါးကြည့်တော့ထဲတော်ချိတ်လာတယ်ဘာပြောကောင်းလဲမောင်တုတ်ကြီးမောင်တုတ်ကြီးအာမဟဲ့ဟုတ်တော့ကိုတုတ်ကြီးဘာဖြစ်လို့ဟာလာတော့ကျုပ်လည်းစားပြီးပြီတော့အာမိအေးတော့တဝုံဝုံနဲ့အံလိုက်တာသူတို့ပဲလို့ပဲအညာပဲမဲလို့ဘေးအိမ်တွေကလည်းဟင်းစားကောင်းတဲ့အကြောင်းလာပြောအော်ဖြစ်မှဖြစ်ရလိမ့်မှားဗလားဆိုအသင်းနဲ့အဖွဲနဲ့တဲကြောက်เสียကောင်းဟဲ့မောင်တော်ကြီးနဲ့မိအေးဟဲ့မောင်တော်ကြီးဗျာကွယ်ရှမ်းပြေကမင်းယူလာတဲ့ရှမ်းပဲပုတ်စားကောင်းဟောဗျာထုတ်ကောင်းပဲရှင်မင်းဖေးနေပေးကလားအာသူတို့တောင်းလို့ကြုံလဲတစွန်းဟင်ထုတ်ကောင်းပါပဲဟာအော်နဲ့အာနော်ဟဲ့မောင်တော်ကြီးဗျာမိလေးတော့ဟဲ့မင်းတို့ညီတို့ဘာလို့အညာတာတော့မောင်တော်ကြီးကပြောတယ်ညာမေးမနေပါနဲ့မပြောပါရစေခင်ဗျားတို့အပြန်ရတော့ဟဲ့နေပါဦးကမင်းတို့ဘာလို့အနာတော့ကိုင်းညာမထူးပါဘူးစားမိတဲ့လူချင်းဆိုတော့ပြောရတော့မှာပေါ့ခင်ဗျားတို့ပေးလိုက်တာရှမ်းပဲဖို့မဟုတ်ဘူးဟင်ဘာတွေတော့လူလဲစားပြီးပြီအဲ့ဒါရှမ်းပဲဖို့မဟုတ်ဘူးဗျို့မိအေးကသူများအတိုင်းပြေကျင်ကြီးကျင်ငယ်မစွန့်နဲ့ရှမ်းပြေကလူပြူစားလိုက်မယ်ဆိုပြီးတော့လှဲနောင်ပြီးဝါးကြည့်တော့ချိတ်ပေးလိုက်တယ်ဗျရေစာရင်တောက်ဖို့ဒီလေရေတောက်ဖို့ချိတ်ပေးတာနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်တော့ကွဗျာကျုပ်ကသူများအရာကျင်ကြီးကျင်ငယ်မစွန့်ရတော့အဲ့ဒီဝါးကြည့်တော့ထဲကျုပ်နောက်ဖေးသွားလာတာအဲ့ဒါနဲ့ရှမ်းပဲဖို့နဲ့ဘာဆိုင်တော့ကွညာအဲ့ဒါမိအေးကဝါးကြည့်တော့ထဲကနောက်ဖေးတွေရှမ်းပဲဖို့မှတ်ပြီးအာဖေးအိမ်ကတော့ကုန်ဝိုင်းအောင်ညလက်နိုင်ပြီးအံလိုက်ကြတာတရားနာပိဿတဝေါဝေါနဲ့တော်ပါသေးရဲ့တရားနာပိဿသူတို့ဘုန်းကြီးကြောင့်ဆုံးဟင်းမထဲလို့လိမ်မျိုးပြောခြင်းပြောရောကိုယ်ဘက်ကတော့လွတ်အောင်ရှောင်မဒါပတိဒီလိုပါတရားနာပိဿဟိုမောင်တုတ်ကြီးကညနေပိုင်းပြန်လာတော့ညနေစာဆိုတော့ဘယ်အကြောင်းဆုံးဟင်းလောင်းဖြစ်လေမနေ့ပိုင်းဆိုရင်ပါခြင်းပါလာဦးဒီတော့မှတရားနာပိဿကြီးမစင်းမှမသိတော့ကကောင်းတယ်ဘာလို့ကောင်းပါလဲညော်နံကလေးကဖုံးထားတော့မစင်နှမပေါ်စားပြန်တော့လေအရသာကရှိနေသည်ဒါကြောင့်တရားနာပိဿကြီးခမည်းတော်ကျွတ်တို့လေ
မောင်တုတ်ကြီးကိုစံထားလို့လင်မယားနှစ်ယောက်နဲ့ဘွေအိမ်နေဟောတရားနာပိသနောက်ထအရင်တုန်းကတော့ဖြင့်မစင်မှန်းမသိလို့စားခဲ့တော့လည်းမစင်မှန်းလဲသိရောကြောတဲ့တဲအိုးခတ်တဲ့ပကံစွန်းအကုန်လုံးစီရိုတဲ့လွှင့်ဖြစ်ပါတယ်ဗျာနောက်ထပ်စားသေးလားပြိဿကြီးမစင်မှန်းမသိလို့ကောင်းပေမဲ့လို့တရားနာပြိဿကြီးမစင်မှန်းသိလာတော့ကောင်းသေးရဲ့လားမစွန့်ပြစ်ကြဘူးလားဒါကြောင့်ခမည်းတော်ကျွတ်တို့ခန္ဓာကိုယ်ကြီးလဲခုနှစ်ငါတော့ငါဖျားဖြစ်အောင်ဆိုလိုက်တဲ့ကလေးမလေးဆိုတဲ့သချင်းလိုများသဘောကျပြီးတော့သာအဖရှိရောက်ပြည့်စေကဗုဒ္ဓတွေဖြစ်ကုန်သလိုဒီခန္ဓာကိုယ်ကြီးယွန်းမမုံမကြောက်မလန့်မအခုတော့ခမည်းတော်ကျွတ်တို့တွေကအဝိဇ္ဇာဆိုတဲ့ညှော်နှံကလေးဖုံးထားတော့တဏှာဆိုတဲ့အရာသာကိုကောင်းတယ်လို့ထင်နေကြပါသည်မှန်လားပြိဿကြီးကိုင်းဒါကြောင့်ပိဿရေအဝိဇ္ဇာညှော်နှံကြီးကိုဖြင့်ခမည်းတော်ကျွတ်တို့ပညာဆိုတဲ့အလင်းရောင်နဲ့ယူပြီးတော့တရားနာပိဿကြီးစွန့်ပစ်ဖို့မတော်ဘူးလားပိဿတဏှာသမှုရရကြီးခွာဖို့မတော်ဘူးလားတော်တယ်ဆိုရင်ဖြင့်သချင်းတန်ကြလို့ပြီးဟိုမှာဖျားဖြစ်တဲ့ဇလန်းဒီရှေ့ပိုင်းမှာအခုနေထီတန်းသွားပါပြီဗျာမှန်လားပိဿကြီးပြောရအောင်ရှိတုန်းကအပြိုကြီးသခိုးဖန်းဒီအပြိုကြီးသခိုးဖန်းဒီဟဲ့မှတ်သွားကြငါပြောလိုက်ရအောင်ချက်လာပြောလက်စတယ်အပြိုကြီးကသူ့အိမ်သူတယောက်ထဲနေတော့ဒီနေ့သခိုးတက်သခိုးအိမ်မော်ရောက်ဟုတ်တော့အိမ်မော်သခိုးတက်ပြီအေးငါလည်းငါပဲငါကလည်းငါပဲနဲ့တရားနာပိဿရေသူ့ကိုယ်သူစဉ်းစားမိမသားကြီးဖြစ်နေတော့သခိုးပါလို့များអော်လိုက်ရင်ငါတတ်သွားတော့မှာသခိုးပါလို့တော့ငါမអော်ဘူးငါပရိယေနဲ့ငါညီမနှစ်ယောက်စကားပြောတဲ့ပုံစံနဲ့သခိုးနားထောင်အောင်လုပ်ပြူကြီးကသခိုးဖမ်းမလို့တကားဖွင့်ပြီးအိမ်မိတဲ့အပြစ်ပေါ့လေသူ့အပြစ်တော့ရှိနေတာသိရသို့တော်လေဒီသခိုးသူမိအောင်ဖမ်းသခိုးကအခန်းထဲဝင်ပြီးတော့ခိုးနေတာပိဿပြီးတော့အပြိုကြီးကညီမနဲ့စကားပြောဆောင်ရအောင်ညီမနဲ့စကားပြောသလိုလိုညီမရေညီမဘာလို့မကြီးရဲ့နှစ်တန်ဆိုတော့ပြောတတ်ပေါင်ညာနော်အဲ့ဒါအတန်တုဝိဇ္ဇာတွေမှဖြစ်မှာကျုပ်တော်စိတ်မပြောတတ်ဘူးရိုးရိုးသွားကြစို့ညီမရေဘာလို့မကြီးရဲ့ဟိုးရှေးတုန်းကလေဟိုမြစ်ဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုသွားပြီးတော့ဈေးရောက်တဲ့ဈေးတဲ့မိမတယောက်ရှိတယ်အေးဟုတ်ကဲ့ပြောပါမှကြီးရဲ့ညီမနားထောင်နေတယ်လေအဲ့ဒီမိမကလေဒီဘက်ကန်းကနေပြီးတော့ရောင်းတရားပစ္စည်းတွေနဲ့လှေပေါ်ကိုတင်ပြီးတော့ကဒုနဲ့လိုက်သွားတယ်ရေလေကောင်ရောက်တော့မှညီမရဲ့ဒီဘက်ကန်းသူပစ္စည်းမေ့ကြံနေတာတတိရတာကိုဟုတ်ကဲ့မမရဲ့ရေလေကောင်ကြမှာမေ့ကြံတဲ့ပစ္စည်းတတိရတော့သူဘယ်လိုလုပ်မလဲအိုးညီမကလည်းရေတယ်ဆိုတော့ဒီတိုင်းတော့မတတ်နိုင်ဘူးပေါ့ဟိုဘက်ကလှေတဲ့င်းလာတယ်ဟိုဘက်ကန်းကလှေတဲ့င်းလာတယ်ဟိုဘက်ကန်းကလှေတဲ့င်းလာတော့လေဒီမညီမသူကလှမ်းပြီးတော့လက်ပြတယ်လာပါဦးကျုပ်ဟိုဘက်ပစ္စည်းမွေးကြတယ်ကျုပ်ဟိုဘက်လိုက်ပြရစေအဲ့ဒါလို့ခေါ်လိုက်တော့လှေချင်းကတ်တာပေါ့အေးတဲ့ဟုတ်ကဲ့လှေချင်းကတ်တော့လေညီမရဲ့အဆိုးရှိတယ်မဟုတ်လားအေးလှေအဆင်းမြင်းအတက်တဲ့ပြည်သားကြီးပါတယ်တော့လှေအဆင်းမြင်းအတက်ဆိုတဲ့နေရာမှာလှေကိုသူကအခုဒီလှေပေါ်ကလည်းတက်ရမယ်အေးဟိုလှေပေါ်လည်းဆင်းရမယ်အေးလှေနှစ်ဆင်းကပ်ပြီးတော့ညီမရဲ့ဒီဘက်လှေနံမော်တစ်ဖက်ရပ်ပြီးတော့ဟိုဘက်လှေနံမော်တစ်ဖက်နင်းလိုက်တာအေးမလီမမရဲ့ညီမလို့ဆိုကြောက်ပါတယ်မလေး
ငါညီမကြောက်တာနောက်ထားဟိုမှာကြည့်အေးဒီဘက်လေနန်းနင်းဟိုဘက်လေနန်းနင်းပြီးကန်လိုက်တော့အေးလေနှစ်ခုကကွာသွားတာကိုညီမရဲ့မလီမမရဲ့จิตသိထားလိုက်တာจิตသိမထားနဲ့လေနှစ်ခုကွာတော့ချင်းအောင်တော့ချောင်းပါလေညီမရဲ့ဟောညီမပြောရင်ဆိုရင်လေတခါတည်းလေနှစ်ခုကွာသွားတော့ချီတောင်နှချောင်းကလည်းလေကွာသွားတာပေါ့ညီမရဲ့ကွာသွားတော့ရေလဲကောင်မြုပ်ခံနီးအမလေးကဲတော်မူရပါအောင်တော့ကဲတော်မူရပါအောင်တော့ဘာပြောကောင်းမလဲအရာထက်ကဟေးအပြိုကြီးအိမ်မှာဖြစ်တာလည်းပဲဟာဝိုင်းလာတာဟေးအပြိုကြီးအိမ်မှာဖြစ်တာလည်းပဲဝိုင်းလာကြပြီးတော့တခါတည်းဘေးကနေလူတွေဝိုင်းပြီးသခိုးကလည်းသခိုးပဲကိုယူချင်တာယူသွားပဲနဲ့ညီမနှစ်ယောက်ပြောတဲ့စကား तू ကလေနှစ်ခုကွာသွားတာနဲ့ तू စဉ်းစားပြီးတော့နားချောင်းနေတာနဲ့ तू ပါရဲ့ကွာသခိုးဆိုတဲ့သခိုးမိကျင်တော့ကြမ်းဖန်ပြီးတော့အဲ့ဒါနဲ့တရားနာပရိသတ်ရေဘေးကလူတွေဝိုင်းလာကြတဲ့ဒုတ်တွေဓာတ်တွေနဲ့ဟေးဝိုင်းထားဟေးတက်ကောင်ကတက်ဟေးမိထိုးမိဓမ္မတွေထိုးဟိုဓမ္မကြီးဒီဆွဲခဲ့တဲ့အပေါ်ဝိုင်းဆိုပြီးတော့တရားနာပြေးတာအိမ်တော်အကုန်လုံးဝန်းတက်လိုက်ကြဟေးအဲ့တော့ကနေမှာဖြစ်တာပါကြီးလူတွေအများကြီးမလားတော့ဝိုင်းလာလိုက်ကြတာအေးလေနင့်မင်းမပြူတက်ရောက်ထင်းနေရတော့တို့ရိုက်ရွာရဲ့တာဝန်ရှိတယ်မို့လားဘာအန္တရာယ်ဖြစ်တုံပြောသားကျုပ်လေဟိုအန္တရာယ်ကဟိုထဲမှာဟေးအခန်းထဲလည်းညှို့ထိုးကြတယ်ကြည်ဝင်တော့ဆိုပြီးတရားနာပရိသတ်ရေလူ2ယောက်3ယောက်အပေါက်ကနေဓာမီတွေပါဟိုဘက်ဒီဘက်လှဲ့ထိုးနှံနေဓာတ်တွေရှေ့ကထားပြီးတော့ဝင်လိုက်တော့ဟိုမှာအထုပ်ကြီးနဲ့ကာယာကြီးတွေ့ပြီအေးကတော့ခဲ့ဗျာမင်းဘာလုပ်တာကျုပ်ဘာမှမလုပ်ပါဘူးခင်ဗျာဘာမှမလုပ်ခနဲ့မင်းဒီမှာဘာလုပ်ရောက်တာဟေးမိမသားတယောက်ထဲနေတဲ့အပြိုကြီးကိုမင်းမတရားအားမဟုတ်ပါဘူးခင်ဗျာဟိုကျုပ်ဗျာတခိုးပါဗျာပြောင်းပြောရစီလို့တနာတစ်ဖြင့်လွှတ်ကြပါခင်ဗျာကျုပ်တခိုးပါခင်ဗျာကဲတော်မူပါအော်လို့ဟဲ့နင်းဘာစော်ကားသေးတော့မစော်ကားပါဘူးတော့အဲ့ဒီတခိုးဝင်လာတာကိုသိတာနဲ့ကဲတော်မူပါလို့ဒီတိုင်းអော်လိုက်ရင်ကျုပ်ဒုက္ခပေးသွားမှာစိုးလို့ကျုပ်ကညီမနဲ့စကားပြောတဲ့ပုံပြင်လေးတစ်ခုပြောရင်းနဲ့အဲ့ဒီလှေနံတစ်ခုနေရင်ကမိမရေတဲ့ကြကနီអော်တဲ့အတန်ကိုကဲတော်မူကြပါလို့អော်တာဒါကြောင့်သူ့မိတာပိုင်လိုက်လေကွာဟေးအပြိုကြီးတခိုးဖမ်းပြီးမှတ်ထားကြကွာဒေသကြီးအပြိုကြီးဘာဖမ်းနေတော့တခိုးဖမ်းပြီးပြိဿဒါကြောင့်တခိုးဖြစ်ဓမြဖြစ်ယောက်ျားမှန်သမျှဆိုရင်ဘာဖြစ်ဘုရားယဟန္တာကလွဲရင်ယောက်ျားမှန်သမျှဆိုရင်ဘာဖြစ်မိန်းမတွေဖမ်းတတ်ရင်မိတာပဲဗျာဒေသကြီးမိန်းမတွေဖမ်းတတ်ရင်မိဘူးလားကြည့်အခုဖမ်းတာပြိဿကြီးဒီတခိုးဖမ်းတာကတော့တရားနာပြိဿအခုဒယောပိဖမ်းတာပြိဿဒီတခိုးဖမ်းတာဘယ်လိုဖမ်းတာဒယောပိဖမ်းဒယောပိပြီးတော့ဖမ်းလိုက်တော့ဟောလင်းကြီးသိတယ်ဟိုရုပ်ရှင်ကချောင်းကိုပြည့်၍မြစ်ကိုရှာကျုပ်ကပြောင်းမြန်မှဲ့ထားတယ်မြစ်ကိုပြည့်၍ချောင်းကိုရှာဒီကမြစ်နဲ့ချောင်းဘယ်ဟာကကြီးတော့ဖြည့်နောက်က အကုန်လုံးဖြည့်စားမြင့်တဲ့ချောင်းဘယ်ဟာကကြီးတော့မြင့်ကကြီးတာဗောမင်းအောင်ပြေးသားအရင်ရတဲ့ယောက်ျားနဲ့နောက်ရတဲ့ယောက်ျားဘယ်ဟာကကြီးတော့ဟုတ်ဗျာဘာလို့လျှောက်တွေးနေမှမသိငါလည်းငါပဲမှားသွားတာပြန်ပြင်ကြစို့ဒီလိုလုပ်ပါလေဒီပြင်ရပါဦးလို့မကောင်းပါဘူးဒီလိုလုပ်ရအောင်ပိဋကကြီးအရင်ရတဲ့ယောက်ျားနဲ့နောက်ရတဲ့ယောက်ျားဘယ်ယောက်ျားကိုပိဋကကြီးလင်ကြီးခေါ်မလို့
ဒီကွာဒီလိုပြင်မှာနော်မှားသွားတယ်လူတွေကအတွေးသမားတွေစကားတစ်လုံးမှအတိတ်မခတ်ဘူးပြေးတာကြီးနောင်ရတဲ့ယောက်ျားကြတော့လင်ကြီးခေါ်မလားလင်ငယ်ခေါ်မလားကဲဒါဖြင့်ပိဋကကြီးဟိုမြစ်ကကြီးတယ်နော်မြစ်ကကြီးတယ်နော်မြစ်ကကြီးတော့အရင်လင်ကြီးကိုမြစ်နဲ့ဥပမာကျုပ်ကထားပြလိုက်သည်နောက်အငယ်ဖြစ်တဲ့တယောက်လင်ကိုချောင်းနဲ့ဥပမာထားလိုက်သည်ဒါကြောင့်မြစ်ကိုပြည့်၍ချောင်းကိုရှာတဲ့ပြိဿလင်ကြီးကိုတတ်ပြီးတော့လင်ငယ်ကိုရှာတာကိုကျုပ်ဆိုနေသည်ပြောင်းပြန်ကျုပ်တရားကကဲသဘောနဲ့ပေါက်ပြီလေရှင်ပြတာမြစ်ကကြီးတယ်တဲ့လင်ကြီးနဲ့ဥပမာထားလိုက်ပါတယ်ချောင်းကိုရှာတယ်တဲ့လင်ကြီးသတ်ပြီးတော့လင်ငယ်ကိုဒရိုးပိတ်လိုက်တဲ့ကိစ္စလင်ကြီးတွေရောပြုဒီကောင်လာရင်တတ်လိုက်တော့ဆိုတဲ့စာသူခမမသိရှာပါလားတန်တားလိုက်လေချင်းဘုံကန်းရှိတဲ့ယောက်ျားနဲ့တူပါရဲ့ဒီကိစ္စဒီစာငါပြန်ရေးမှတော့မထင်နဲ့စာပြန်ရေးအေးကကြီးစာကိုပြင်ရေးတာနော်ခုခေတ်လဲစာပြင်နေရှိကြရှိဘူးလားပြိဿကြီးစာကလည်းကိုရေးတဲ့စာမှကိုသိတာသူများရေးတဲ့စာမသိဘူးပြိဿကြီးသူများရေးတဲ့စာသိပါမလားအိတ်ချင်းပြိဿကြီးသူများရေးတဲ့စာသိရလားသိပါဘူးဗျလုပ်ပါအဲ့ဒီတိုင်းလည်းလုပ်ပါဖိုးသူတော့စာဖိုးသူတော့မှသိဘသူစာဘသူမှသိငါတော့ဖိုးသူတော့လားဖိုးသူတော့စာဖိုးသူတော့မှသိမှာပေါ့ကိုမဖိုးသူတော့မဟုတ်ပဲဘယ်သိလိမ့်ပြန်ဦးလားရှေးတုန်းကဟိုဘုန်းကြီးเจ้าမှာဖိုးသူတော့နှစ်ယောက်ရှိဖိုးသူတော်တယောက်ကဘာလုပ်တုံးဆိုတော့ထမကြောက်တွေကိုရင်เจ้าသားတွေကပူတာတွေအဲ့ဒါတွေလှမ်းပြီးတော့ရောင်းစားတနေ့တနေ့ကြတော့တရားနာပြိဿကြီးအဲ့ဒီဖိုးသူတော်ယောဂအသေးတန်ဖြစ်အဲ့ဒါဖိုးသူတော်ဘာဖြစ်တော့ယောဂအသေးတန်ဖြစ်ယောဂအသေးတန်ဖြစ်တော့ကျန်တဲ့ဖိုးသူတော်တယောက်ကိုသွားသူရှင်မျိုးတွေသွားခေါ်ကြည့်ဒီကောင်သေးတော့မှာအခေါ်ခိုင်းရင်တရားနာပြိဿအဲ့ဒီယောဂဖြစ်တဲ့ဖိုးသူတော်ကသေရောသေတော့ရှောက်ရှာလိုက်တော့ငွေ30နဲ့စာရွက်တရွက်တွေ့စာရွက်ထဲဘုန်းကြီးဖတ်ကြည့်လိုက်တော့ထသောရာဇာသုံဒတ္တမုနိတုဋ္ဌာတတိယဒါလေးတွေ့ဘုန်းကြီးစာကြံညထသောထသောပါဠိမဟုတ်အနက်မဟုတ်နဲ့ကိုယ်ရောကားရတယ်ထသောရဲ့ရှေ့ကိုအဓိပ္ပာယ်ဘာမှထွက်မရထသောရာဇာသုံဒတ္တမုနိတုဋ္ဌာတရိယထသောဘုန်းကြီးတွေခေါင်းချင်းဆိုင်ပြန်လာပြီဟိုသူတော်ကရှင်များတို့ဘာတော့ဗျာမင်းတို့ချင်းတို့သိချင်းသိမှာပါကွာဒီမှာစာရေးထားတယ်ဘာတွေမှလည်းမသိဘူးပြေးတော့မှာဗျာထသောရာဇာသုံဒတ္တမုနိတုဋ္ဌာတရိယဒါသေရန်စာပဲဗျာအေးမင်းတို့ချင်းတော့ဟုတ်မှာပဲသေရန်စာကလည်းပြောအောင်ကွာဒီလိုဖျားတဲ့ရေးထားပုံကထသောရာဇာသုံဒတ္တမုနိတုဋ္ဌာတရိယထကတော့ထပဲဖတ်ပါဗျာတဲ့ထရှင်သူအေးကောင်းပြီတော့ကိုခြံပစ်ခဲ့ဗျာသူ့ကြော်ပြီးတော့ရာဇာသွားလိုက်ဒါသီဟဂရိကနီးဗျာအမေနေဟာအဝင်ဘုန်းကြီးတွေကခုံကြော်ပြီးတော့ရာဇာသွားလိုက်ဗျာရာဇာဆိုတာမင်းဗျာခုနကထနဲ့မင်းနဲ့ပေါင်းတော့ထမင်းဗျာအဟုတ်ဟေးစောစောကခြံပစ်ခဲ့တဲ့ဟာကိုပြန်ပြီးကောက်လိုက်တော့ဖရတယ်အဲ့ဒါ9ချောင်းနဲ့တွက်တော့6ဖရထားနဲ့မင်းနဲ့6နဲ့ပေါင်းတော့ထမင်း6ဖရတဲ့ဟိုမနေဟာနောက်ပုံဓာတ်က9ချောင်းနဲ့ဒါငွေ30ပါဖရတဲ့ရှင်များတို့ခုနကပြတယ်10တန်တွေ့အဲ့ဒီငွေ30ဖရထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရတဲ့ဟုတ်ဟာထားတော့ရစာပုံဓာတ်ကထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရမုနိဖျားတယ်မုနိကသူ့နမမိနုဖျားမေဟုတ်ပါ
နောက်အဲ့ဒီမုနိရဲ့နောက်ကတပည့်တော်သုတ်တာဖရာတဲ့သုတ်တာကသူ့နှမမင်းတို့ရဲ့ယောက်ျားသာထုတ်ဖရာတဲ့ထုံးဟာတတိယကပေးလိုက်ပါတဲ့ဖရာတပည့်တော်ဒီစာကိုသေတန်းစာကိုတကယ်တမ်းတိတိကျကျအဓိပ္ပာယ်နဲ့ပြည့်စုံအောင်ပြောရရင်ထာသောရာဇာတုံတတမုနိသုတ်တာတရေရသည်အနက်မြမှာပြန်ဆိုလိုက်တော့သမင်းကြောင့်လှမ်းရတော့ငွေ30ကိုသူ့နှမမင်းတို့ရဲ့ယောက်ျားသာတော့လက်သို့အပ်လိုက်ကြပါတယ်ဖျားအစင်းကိုပြေသွားတာအဲဒါကြောင့်သူဟာနဲ့သူကြတဲ့တတ်ပါတယ်ဆိုမှဒါကြောင့်တရားနာပရိသတ်ရေတချို့ကြတော့လေကိုရေးတဲ့စာကိုသိတဲ့ဖိုးသူတော်ဒီဗမာကြတော့လေကိုရေးတဲ့စာကိုမသိတာဟာစာမတတ်လို့ပဲဖြစ်ပြီပေါ့ပြည်သားကြီးကိုဘုန်းကြီးတွေလည်းစာတတ်သားဖိုးသူတော်နဲ့ဘုန်းကြီးဆိုတော့တခြားစီမသိပဲဖြစ်ကုန်တာပေါ့မှန်လားပြည်သားကြီးတိုင်းကြည့်ခုဒီစာကိုပြင်ရေးရာတပေါ်လင်းမလုံးချီလို့ကောက်ကုန်လိုက်အဲကွယ်ဒါနဲ့ငါအဲ့ဒီလိုဝါရဏပါလုံးလို့ကွာတနေ့ကျတော့တို့ရေရန်ကြအင်းဒီအိုးကြီးပြည့်အောင်ခါတဲ့ကွယ်ငပြောသည်အုပ်တဲ့အိုးကြီးအထက်ကအပေါက်ချင်းချင်းအောက်ကဘိုက်ပူနဲ့ဘဲဥအိုးကြီးပေါ့ကွာအဲ့ဒီအိုးကြီးပြည့်အောင်ခါတဲ့အထန်းခိုင်းတဲ့အိုးကကြည်အိုးကွာဟောလဲစီလေးတစ်လောက်ရှိတယ်ညောင်ရီအိုးလေးငါမစင်စားဘူးကွာပြေအောင်ခတ်ဆိုလို့ထမ်းလောင်းလိုက်ငုံကြည့်ရေကအယောင်မြင်ရအောင်မနှဲကြည့်ရနောက်တစ်ခေါက်လောင်းလိုက်ငုံကြည့်ရေကဒီလောက်လေးရှိသေးတယ်ဘဲဥအိုးနဲ့ဘိုက်ပူအိုးလဲစီသေးသေးနဲ့လောင်းအဲ့ဒါငါမစင်စားဘူးတော့9ခေါက်လောက်ကြာမှစင်စားတယ်တန်ဟောဘုန်းကြီးသက်သက်နှိပ်စက်တာတချင်းဆိုလို့နှိပ်စက်တာပန်းလေပြဒီဘိုက်ပူအိုးနဲ့လဲစီသေးသေးညောင်ကြီးအိုးပဲပြည့်နိုင်မှာမထူးပါဘူးတချင်းဆိုလို့နှိပ်စက်ငါငငယ်ရွဲ့ဘူးဒီတစ်ခါရိုက်ထွက်ပြေးဒီတစ်ခါရိုက်ရင်အလစ်ပဲညောင်ရင်အိုးလေးထမ်းပြီးတော့တလင်းမြင်ကနေပြီးငါပေါက်ပါဝရီကောက်ခွန်လိုက်ရွဲ့တာရွဲ့တရက်စားလက်ကျက်သွန်တရက်စားလက်ကျက်သွန်ထူးကတာဘူးကြိုက်တာကောင်းထင်ရဲ့လို့ရွဲ့ဘူးတာပြောပါလေရာတပေါ်လင်းမလုံးချင်လို့ကောက်ကုန်လိုက်ဘုန်းကြီးကြည့်တယ်မျက်မှန်ကြီးနဲ့ကြည်တယ်ကြီးဒီခါရရင်တော့အလစ်ပဲရာတပေါ်လင်းမလုံးချင်လို့ခေါ်ထွေးအသွေးရုပ်တယ်တဲ့ဟောပါရီရဲ့နေထုတ်တယ်ခိုင်ရတယ်လို့ငါငယ်တန်းပေါအောင်ကောက်အော်တာဘုန်းကြီးကဟဲ့တော့လာအောင်နဲ့လာအောင်ဆိုတော့ညောင်ရီအိုးချပြီးဘုန်းကြီးနာသွားထိုင်ဘုန်းကြီးမျက်နှာရိုက်မရိုက်အကဲခတ်တော့ဘုန်းကြီးကသဖြီးကြီးနဲ့ဒီထဲကငါလူခဲကကောင်းတယ်မရိုက်မှန်းသိသဖြီးကြီးနဲ့ဟေးလူခဲကငါသားကြောင့်လူခဲကကောင်းတာငါတရားပဲနောက်လူအစ်စ်မလာရင်နေပြီဒီတို့ကအရင်လူသိအပြန်ခံတဲ့ဘုန်းကြီးမဟုတ်အိမ်အလုံးရှိလို့ပြန်လာတော့ကျုံမတတ်နိုင်ဘူးပေါ့ဒီရတော့ဟာဒီပရိသတ်အလွန်တွေးချော်တဲ့ပရိသတ်မနဲ့ကြတော့သွားစရာလာစရာရောင်းစရာဝယ်စရာနဲ့ဒီကိစ္စတွေရှိသေးတယ်စီစဉ်ရမယ်ဗောဒီအလုပ်ပြောနေတာကဲကြည့်တရားနာပရိသတ်ကြီးအဲ့ဒါနဲ့ဘုန်းကြီးမရိုက်မှန်းလဲသိရောကျုပ်ကဘုန်းကြီးကိုအသံကျဲကျဲလေးနဲ့ဖယားလို့ထူလိုက်ဘာဖယားလို့နဲ့တော်ပြီးသိန်းတော့အချင်းဆိုရတာနှိပ်ဟာငယ်တုန်းကဒါပတိတရားနာပြတော့နောက်ထပ်ဆိုရင်တော့ဒုတ်ကြီးထောင်ထားတာနဲ့ကျုပ်ရိုက်မှကြောက်လို့ဆိုခဲ့မှာဝါဒနာကြီးနောက်ကြတော့တရားနာပြိဿကြီးကဒီကလေးအလိုက်သိသိနဲ့ဟိုဇတ်တော်ကြီးကိုဆက်ပြီးတော့ရှေ့ပိုင်းမှာဟောလာသလိုများအကွက်စီစီနဲ့ဇလံမိလေးဟောရမယ်ဆိုရင်ဖြင့်ရည်တရားမောတရားလွန်တရားဆွေးတရားမပါတဲ့ဇတ်တော်ကြီးဖြစ်နေပါသောကြောင့်တရားဘုန်းကြီးအလိုက်မသိရင်ဖြင့်အရသာရှိတဲ့ဇတ်တော်ကြီးနည်းနည်းလေးပြက်ပြားသွားမှစိုးရိမ်ပါသဖြင့်အေးစိတ်မှာနရောလာစုပ်နရောလာစုပ်
4 ရက်နဲ့5 ရက်မှာဟောမှာဖြစ်ချင်းကြောင့်ကိုင်ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုလေးထုတ်စလိုက်ကြအောင်စို့တချို့မိန်းကလေးတွေကြတော့မင်းညကတော့ငါတဲ့ငါအိပ်ပျော်နေလို့တဲ့နှစ်ပါးသွားမကြည့်လိုက်ရဘူးတဲ့ဒီနေ့တော့ဖြစ်ဘူးဟဲ့တဲ့ပန်းမကြီးနာကတ်ကြီးမှာပန်းမကြီးကမိတာကိုဗျသူကပန်းမတီနိုးလိုက်မယ်ဗောနိုးပါလေတကယ်အိပ်ပြီဆိုရင်အဲ့လိုရမပြောဆင်းအောင်လို့မနိုးဟိုဆိုတာလို့ဟဲ့မိုးချိုးပြစ်တောင်မသိဘူးပန်းမတီးတာတော့သူကချော့သိတဲ့ထင်ရင်ထင်နေဟုတ်တယ်ဒီပန်းမကြီးကလည်းအချောင်ခံရပါတယ်ကွယ်နေရတကားဘုန်းကြီးပြောဘူးပါလေပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရဟဲ့မပြောပါဘူးဒီနေ့တရုတ်စကားလည်းအတော်စီးဘူးသင်ကြားရအဲ့ဒီပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရတော့ဇက်ပွဲကြီးရှိတော့မတ်ကြီးကပွဲကြည့်ခြင်းကိုတရုတ်ကြီးတဲ့ပွဲကြည့်သွားရအောင်တဲ့ငါမလိုက်ချင်ဘူးတဲ့ဟုတ်ပါဘူးတော့လိုက်ခဲ့မလိုက်ချင်ဘူးလို့ပြောနေဟုတ်ပါဘူးတော့လိုက်ခဲ့ပါယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲအေးညီလေးတို့ယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲမိန်းမတိုင်းမဟုတ်ဘူးကအမေခေါ်ရင်မပါဘူးသားလို့တဲ့လူဖဲဝိုင်းတနေကုန်ထိုင်းနေတော့ကောင်းလေးတဲ့ဒီလောက်တည်းမထိုင်နဲ့တဲ့ဒူလာကင်လိမ့်မယ်တဲ့လာအမေခေါ်တော့ပါပြောတော့ကင်ရတယ်ကျုပ်ကင်တာခမရကင်တာလားမိမဆိုပေသည်အမေခေါ်လို့မရဘူးဟာဟိုမိမခေါ်မှရဟိုမိမဆိုတာသူ့အဟွာပေါ့ကွာဒါတော့ပြောသိပါဘူးဘာပြောတော့အဲ့ဒီမိမကသေချင်းဆိုစားချိန်မှမသိတောက်ချိန်မှမသိဒါတော့ထိုင်ရလာခဲ့ဟိုကေဆွဲခေါ်တော့ဘာပြောတော့ငါလာမလို့စိတ်ကူးနေတာဟာဒါတော့အဲ့ဒီမိမခေါ်မှပါတယ်တိုက်ထားပါတော့မတ်ကြီးဆွဲခေါ်တော့တရုတ်ကြီးပါသွားတော့ပွဲကင်းနဲ့ရောက်တော့လေဗမာမတ်ကြီးကအပြင်းပြေစားရအောင်ပဲကြီးလှော်ထုတ်ကြီးဝယ်ပြီးတစိမ့်စိမ့်စားပေးသားကြီးမင်းအောင်မဲ့ပဲစားတော့ဗာများလေနော်ဟိုဟာထွက်မှစိုးလို့ကိုဗာများတော့မေးတာကြွားတပြားသွားမေးတယ်ပဲစားတော့ဗာများတော့ကလေးတယောက်ကဤပေါက်အဲ့ဒါထွက်မှစိုးလို့ကိုဗာများတော့မေးတာကိုပေါက်မိအောင်ပေါက်လေများဟဲ့မတ်ကြီးပဲကြီးလော်တွေစားပြီးလေလဲခြင်းပြီးပွဲကင်းတယ်အိန္ဒိယရှင်မိမသားဆိုတော့လေသူ့ရှိကအတန်ထွက်မှသူရှက်တော့ဖနှောင်လေးနဲ့ပိတ်ပြီးအောင့်ဟာထွက်ချင်တာမထွက်ရတော့မတ်ကြီးခါလေးလိမ့်ပြီးတော့မျက်နှာလေးကိုရှုပ်ဝဲနောက်မတ်ကြီးကဘာစောင့်လို့ဆိုတော့တို့ပန်းမကြီးအတီးစောင့်ပန်းမကြီးကမြည်တာကိုကသူကပန်းမကြီးနဲ့ရောနှောဒါမလို့ပန်းမတီးတဲ့လူရဲ့လက်ကိုကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာစိုးလို့နောက်ပန်းမတီးတဲ့လူကလက်ကလေးအမြောက်လိုက်မကြီးကဖနှောင်လေးပြင်ထားတဲ့ဖွင့်မှုပန်းမတီးတဲ့လူရဲ့လက်ကပြန်အချလိုက်ပန်းမကြီးကဘွေထီးဆိုမကြီးကဘီးလိုချလိုက်ဒါကြောင့်ပန်းမကြီးကဘွေထီးဆိုမကြီးကဘုဆိုလွတ်လိုက်နောက်ဟေးမကြီးလွတ်ပါများတဲ့လေတွေကတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်တရုတ်ကြီးနှာခေါင်းဝါစီဖြစ်လာဟဲ့မကြီးဘာတော့ကိုတရုတ်ကြီးရဲ့ပြန်ကြစို့ဘာပြုလို့တော့ဘာပြုလို့တော့မနေနဲ့ဟိုဆိုင်းထဲကအလုံးကြီးကဘာခေါ်လဲအဲပန်းမကြီးကအချောင်ခံရတော့ပန်းမကြီးခေါ်တယ်တော့အဲ့ဒါကြီးကနောက်ထူအောင်ပါမတ်ကြီးကြောင့်ပန်းမကြီးခံရပုံပြောပါစေဘာပြုလို့တော့ဘာပြုလို့တော့မမေးနဲ့အဲ့ဒါကြီးကနောက်ထူအောင်ပါတော့ဆိုင်တဲ့အရေးအကြီးဆုံးပေါ်တော့မိုးလင်းကန်ကြီးလေးထုလေသူကထုံးမှတညလုံး
ဆိုင်ရတော့ဘာဖြစ်လို့တော့ဘာပြောရမလဲကွာတဲ့အဲ့ဒါကြီးထူတာအီရှော်နာလဲကွာလဲသွားကြလို့ဘေးသားကြီးမေးအောင်မဟုတ်ပန်းမကြီးကနန္နာလားမတ်ကြီးကနန္အေးကွာပန်းမကြီးကအချောင်ခံရဒါကြောင့်ပန်းမကြီးနဲ့ပတ်သက်လို့ထွက်သွားတာပါတချို့ကလေးမလေးတွေကပန်းမကြီးနာကအိတ်မယ်တဲ့ပန်းမကြီးထုရင်နိုးအောင်ဝင်ရှင်မရင်ထွက်တာပြင်းလို့ဝင်ရှင်မရင်ထွက်တာပြင်းလို့အိတ်နေပေမဲ့လို့ပန်းမကြီးတီးရင်နိုးပြီးတော့နှစ်ပါးသွားသူကြည့်နိုင်အောင်ပေါ့ပြောကြပါနော်ဘာညာဆိုနော်ပြောကြပါနော်ပြောတော့အပြောခိုင်းနေပြီဘယ်လိုပြောရမလဲသတိထားပြောရပြည့်သားကြီးဘယ်လိုပြောရမှာရမ်းပြောရမှာလားငန်းကြီးများနှမများသတိထားပြောရမှာလားသတိထားပြောရရမ်းပြောတော့ဘာဖြစ်တတ်သလဲလို့ဆိုတော့တို့မန္တလေးတောင်မဲ့အမရပူရခေါ်တဲ့တောင်မြို့တို့တောင်သမားအင်းထဲမှာအတွဲလိုက်သေးတာဒါရမ်းပြောတာဟိပြည့်သားဘာလိုက်သေးတာတော့ရေကြီးတဲ့အခါကွတောင်သမားအင်းနဲ့ရေတွေတဲ့လှေလော်တာလေးအတွဲလိုက်အမေနဲ့လားဖေနဲ့လားမဟုတ်ဘူးကွသူတို့ဟာတွေနဲ့သူတို့တွဲမလှော်တတ်လှေကအပေါက်မြုပ်နှစ်ယောက်သလုံးငုတ်တုတ်ပြီရမ်းပြောတာဟိတို့အင်းရပြောတာမဟုတ်ပါဘူးတောင်သမားပြောတာဒါရီထားပြီးတော့ပြောကြပါမှာဗါတယ်ဆိုလိုက်သမ်းမှာပြောကြပါနော်ပြောကြပါနော်ဒါရီထိုင်းဝိသာပြောခြင်းကိုလူအများလိုက်ကြမလားတဲ့နော်တယောက်ထဲလိုက်မလားနော်အောင်မတယောက်ထဲလေးရတယ်ဘယ်တော့မမေးနဲ့တော့တကြပေါ်လာလိမ့်ဘာလဲဆိုလိုက်သမ်းမှာတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်တယောက်ထဲပြင်းစရာကြီးဖေရဆိုရင်အတွဲလိုက်လဲရတယ်ဟိဘယ်တော့မမင်းနဲ့တော့ကြပေါ်လာလိမ့်မယ်ကိုလိုတဲ့ခကြီးပေါ့ပြိဿဘယ်ခကြီးတော့ကိုလိုတဲ့ခကြီးပေါ့ရန်ကုန်မန်းလေးမော်လမြိုင်ပသိမ်ရစရှိသည့်လေးမြန်မီးထားမော်တော်ကားတွေနဲ့သွားလို့မရောက်ဘူးလားပြိဿရောက်ပါဘူးဒါတော့ပါလေဆိုလေဆောင်းမှာတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်ရွှေမျိုးတွေကိုအကုန်ခေါ်တအိမ်လုံးကျွအောင်လိုက်ကြမလားနော်အောင်မအိမ်လုံးကျွလည်းရတယ်ဟိရဘူးလားပြိဿကြီးဘာလဲရွှေမျိုးတွေကိုအကုန်ခေါ်တအိမ်လုံးကျွအောင်လိုက်ကြမလားနော်ကိုလိုသောလမ်းခရီးကိုမော်တော်ကားကြီးနဲ့မိယထာလေရင်ဝေဟင်အာကာလူရာကိုလည်းသွားနိုင်ကြတယ်နော်နော်ဒီမင်းကလေးနဲ့နော်မင်းကလေးနဲ့ကွဗါတဲ့မိယထာလေရင်ဝေဟင်အာကာလူရာကိုလည်းသွားနိုင်ကြတယ်နော်မဆိုးဘူးဟာငါတဲ့တောင်ကောင်းတယ်သို့သောအေးကြဆိုနော်အရှိဝဆိုတဲ့သို့သောအညာဘာညာဆိုနော်ဟဲ့ဗါတဲ့သို့သောနတ်တရားဘဝနဲ့မတရားရလို့သောရင်ယထာစီလို့မရောက်ဘူးနော်ရင်ယထာစီလို့မရောက်ဘူးနော်ရန်ကုန်မန္တလေးမော်လမြိုင်ပသိမ်ကိုပရိသတ်ကြီးလေးမြန်မီးထားမော်တော်ကားတွေနဲ့သွားလို့ရပါမယ်လို့နတ်တရားဘဝနဲ့မတရားဖို့တရားကိုဒီရင်ယထာတွေနဲ့သွားလို့ရောက်ပါမလားပြိဿဘာလဲဆိုလေသမ်းမရင်ယထာစီလို့မရောက်ဘူးနော်ရင်ယထာစီလို့မရောက်ဘူးနော်ဒါနံ
တက္ကသသောဘာနံနေလျှောကြီးအညာပညာဆိုပဇာကြီးဖွင့်မဆိုနဲ့ပဇာကြီးဖွင့်ဆိုရင်ဟောင်းလောင်းကြီးဖြစ်နေမှာမပွင့်တပွင့်ဆိုရတဲ့အတန်ဟိပဇာကြီးဖွင့်ဆိုရင်ဒါနာဆိုသွားပြီဆိုမရဘူးမပွင့်တပွင့်လေးဟိဘာတဲ့ဒါနံတက္ကသသောဘာနံယောဘဂဝအရဟံမိတ်နာချွေဗျာဟာပြီးရောကွာသုံးအောင်လည်းနားမထောင်ဘူးဒီဌာနတော်ဆိုရင်သုံးအောင်နားထောင်ဟိယောဘဂဝအရဟံမိတ်နာချွေဗျာတော်ဗျာကလေးတွေလူကြီးတွေတော့ဗါတဲ့အကုန်လုံးပေါ့သူတို့ဆိုလို့သူတို့အရင်ပြောရမှာဖြစ်သူကဒါနာမဆိုတာဘယ်တော့ဆောက်တကယ်တော့ကောင်းဟေ့ဒါနတန်မြာရှိတဲ့ဆိုတဲ့စကားလဲဟောင်းနှောင်းသွားပါပြီဒါနံသက္ကသသောဘာနာနတ်ပြည်ဆောင်တာဒါရင်လားမဟုတ်ဘူးဒါနံပါထေယမုဒ္ဓမာနဲ့တန်တရားမှာငတ်တီးကြမသေးခြင်းရင်ရိတ်ခါဒုတ်ကြီးအဖြစ်နဲ့အဲ့ဒါယူသွားပါကောင်းလားပြိဿကြီးရောက်ရဘဝမှာချစားနိုင်တယ်ပြိဿရောက်ရဘဝမှာချစားနိုင်ပါတယ်ပြိဿဒါကြောင့်ဒီရိတ်ခါဒုတ်တင်လားလို့ဆိုတော့မဟုတ်ဘူးဒါလုံးမောက္ခဗရဝရနိဗ္ဗာန်ရောက်အောင်ဖြစ်စေနိုင်တဲ့နိဗ္ဗာန်အဆောက်အဦနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြီးလည်းဖြစ်ပါတယ်ဒါနဥစုကတမေကလမ်းပြောင်းလမ်းမှန်ကြီးတဲ့ဒါနကိုဘုရားအမှားမဟုတ်ဒီကကြီးဒါနကိုဘုရားအမှားဟောသလားအမှန်ဟောသလားအမှန်မို့ပါရမီ7ပါးဒါနပါရမီဘုရားလောင်းတို့ကြီးစဖြစ်ခဲ့ဒါတော့ပါလေဆိုလေသမဒါနံတက္ကသသောဘာနံယောဘဂဝအရဟံမိတ်နာချွေဗျာဒါနနဲ့မှအစကအရာရာပြောရင်မစည်းပဲနဲ့ရောက်ဖို့နော်ရင်မစည်းပဲနဲ့ရောက်ဖို့နော်သာရဏပိမှန်အလျံပြောင်းမှာကအမှန်အောင်ရကဒါနရဲ့ရှိအစောလူရန်ညလိုပြေးမြောက်သောရှုမခံအံ့ခရီးရောက်သနောနှိုးစောပြောခြင်းလူအများလိုက်ကြမလားတဲ့နော်ခေါ်ခဲ့ပြီနော်ဥဇတိလာနိဗ္ဗာန်တော်လူတော်ညကိုခိခာအတံပေးပါတယ်တော့ဟေ့ဟောဗျာစာဆုံးလဲပြောင်းတစ်လုံးနဲ့ဖြတ်တုပ်ကံရတရားနာပြိဿနိဗ္ဗာန်ဆိုလို့တဲ့ဖြင့်ဘုန်းကြီးတို့ကတော့နိဗ္ဗာန်ဆိုကုသိုလ်ပဲရပါတယ်လှူနိုင်တန်းနိုင်တဲ့တရားဓမ္မတွေခိတ္တရက်ဆိုင်ပြီးကျုပ်ခပတိုင်းပေးမယ်ဗျာဗမာတွေနာမမိတ်မလျော့မပေါ့မဆန်သောတရားဖြင့်သံပါတိထမိမိတို့ကြီးမောင်းသမျှလွယ်လင့်တဲ့ကူပါလာလို့မပင်မကြပါဘူးဆိုရင်ဖြင့်ချွေးနေဇာကလေးတွေကတတ်ဆွမ်းသမျှကြုံကြိုက်တဲ့အခါမှာကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်းတခြားမဟုတ်ပါဘူးဒါအလိုက်ပြီးတဲ့ဇတ်ထုတ်ကိုကျုပ်ပြောမိမ3ယောက်တရားပွဲမှာတရားနာပြိဿရှေ့ဆုံးကထိုင်ပြီးပြန်မယ်အလုံးမှာဟောခဲ့ဘူးတဲ့ဇတ်ထုတ်ပေါ့ဒီမှာမဟုတ်ပါဘူးပြိဿသီဟိုမှာပြိဿကြီးဘယ်မှာတော့သီဟိုမှာဟဲ့ဘုန်းကြီးလူတွေပေါင်တိတ်တာတဲ့ကွပထမတော့ထွက်ပါဘူးနောက်မှထွက်တာပြောရအောင်တို့သူ့ဖေကတထေးတားလေးတယောက်တည်းဆိုတော့ကိုရင်ဝစ်သွားတော့ကိုရင်ကလေးတိတ်တာပေါ့ဘွဲ့ကလေးပေးထားကိုရင်ဆုံးကကြွလာတော့ပြောတယ်ကိုရင်ဘာတော့မြ
အော်ပြောရလားကိုရင်အိုးခင်ဗျပြောလို့ဝိတ္တာပေါ်ဗျခင်ဗျကျုပ်ဘာလို့ဒီလိုမေးတာခင်ဗျလို့ဒီလိုမေးခင်ဗျရေကျုပ်မလာဘူးဖယားမလာပဲတော့မနေပါနဲ့ဖယားခိုင်မမေးနဲ့ဆိုမမေးပါမမေးနဲ့ဆိုမမေးပါဘူးဆိုပြီးတရားနာပိဋကနောက်ကိုရင်ကလေးတိတ်သားကနေကိုရင်ကြီးတိတ်သားဖြစ်လာရောကိုရင်ကြီးတိတ်သားဘုရားကြလာပြန်တော့လည်းပဲကိုရင်ဘာတော့မြမဟုတ်ဘူးကိုရင်မငေါ့ပါနဲ့အဖေဆိုတာမငေါ့ပေါင်းပါဘူးကိုရင်ပြောရဲ့အိုးပြောလို့နေတာပေါ့ဗျာခင်ဗျမေးပြန်မလားဒီလိုမေးရင်ခင်ဗျရင်နောက်ကျုံမလာဘူးမလာပဲတော့မနေပါနဲ့ဗျာဒီလိုနဲ့တရားနာပိဋကမာလိုက်တာကိုရင်ကြီးဒိဋ္ဌနောက်ဥစဉ်လေးဒိဋ္ဌဖြစ်လာပြီအသက်ပြည့်လို့ရဟန်းခံလိုက်တော့ပျော်တော့မယ်နောက်ကြတော့ဥစဉ်လေးဘုရားရောက်တော့လေဟိုကသားတစ်ယောက်ဆိုတော့ထွက်တဲ့ချင်းတကူဥစဉ်ဗျာဘာလို့ဗျာခင်ဗျာမဟုတ်ပါဘူးဗျာပြောရဲ့လားခင်ဗျာပြောလို့ဝိတ္တမေးပြန်ပြီမမေးပါဘူးဗျာခိုင်းမလာပဲတော့မနေပါနဲ့နောက်ရကြတော့သူ့တကာကြီးကလူထွက်တဲ့ချင်းတော့ငါးပွက်ရငစားချပြီကိုပြိဿမိမယိုကလေးတွေတဏခါပန်းမှလိမ့်ပြီးတော့ဥဒိဋ္ဌကြွအလာမှာဆုံးအလောင်းခိုင်းကလေးမလေးတွေကတဏခါပန်းမှလိမ့်ပြီးတော့ဥဒိဋ္ဌအပါကပ်ပြီးသပိတ်ကလေးယူလိုက်ပကံလေးယူလိုက်ဆွန်ဟင်းလေးလောင်းလိုက်ဆွန်လေးလောင်းလိုက်နဲ့အဲ့ဒီတော့ကလေးမလေးတွေလိမ့်ထားတဲ့တဏခါပန်းမှအနံ့ကဥဒိဋ္ဌနှာခေါင်းသွားနှုတ်ဆက်နှာခေါင်းလေးပွားစီဖြစ်နှုတ်ဆက်ပေမဲ့လို့အဲ့ဒီချိန်ခါမှာသူ့စိတ်ကမပြတ်ပြားသေးဘူးတာဘာမှမဟုတ်ဒါတကာကြီးညာဖြစ်ရတကာကြီးဘာတော့မလုပ်နဲ့ခင်ဗျာလောင်းဒီဒါပဲကောင်ပါလေးဩရှင်ဘုရားကလည်းဟိုနောက်ပိုင်းကလည်းမိအဲ့တော့မိသေးမလို့ခြင်းဘူးခင်ဗျာညာဒါပဲလားခင်ဗျာလို့ဒီလိုလုပ်ရခင်ဗျာရေကြောင့်မလာဘူးကဲဗျာမလာပဲတော့မနေပါနဲ့ကဲနောက်ဒီလိုမခိုင်းပါဘူးဗျာဒီလိုနဲ့ပြောလာလိုက်တာတဝါရပြောတုံးနှစ်ဝါရပြောတုံးသုံးဝါရပြောတုံးလေးဝါရပြောတုံးငါးဝါကြစဉ်းစားလာဥဒိဋ္ဌစဉ်းစားအော်ဘုန်းကြီးကမနဲ့မိုးလင်းစောကြီးဆုံးကန်ထွက်ကြောင်းပြန်လာတော့ဆွန်းစားသပိတ်ဆေးကြောမှောက်တရေတမောအိတ်နောက်စားတက်စားကျက်စားပြန်ညဖျားဝတ်တဲ့အိတ်မနဲ့မိုးလင်းဆုံးကန်ထွက်ပြန်လာဆွန်းစားသပိတ်ဆေးကြောမှောက်စားကျက်စားတက်တရေတမောအိတ်ညဖျားဝတ်တဲ့စားပြန်အိတ်မနဲ့မိုးလင်းဆုံးကန်ထွက်ဘုန်းကြီးဘဝတကယ်စဉ်းစားကြည့်တော့ခြာလပါလေဥဒိဋ္ဌဖောက်လာပြီမနေနိုင်ရင်ဖောက်တော့တာပဲပြည်သားဘုန်းကြီးဘဝကအောင့်နိုင်မှာအောင့်တဲ့နေရာခင်ဗျားတို့လူတွေဘုန်းကြီးတွေမမှီအကုန်အောက်ရတာကွာငါညီမကြားလားမင်းတို့ကွာအခုခေါင်းလုံးပင်ကြီးတွေဝတ်တဲ့တို့ဘယ်ဝတ်နိုင်လို့အောက်ရတာဘုန်းကြီးနဲ့မတော်ဘူးဆိုပြီးတော့မင်းတို့ဂုတ်ထောက်ကြီးတွေထားခြင်းနဲ့တို့ထားနိုင်ဘူးကွာဘုန်းကြီးကသူများစားသလိုမစားရသူများဝတ်သလိုမဝတ်ရသူများသွားသလိုမသွားရတို့ဘုန်းကြီးကအောင့်ရအောင့်ဆိုအကုန်အောင့်ရတာပါကွာဒါကြောင့်ဘုန်းကြီးတွေအောင်လုံးအားကြီးလို့ပြန်တော်မူတဲ့အခါမီးရှို့တော့ဗျောင်းတိုင်းဆိုပေါက်တော့ဟုတ်တယ်ကွာဒါတချို့ကဘာလုံးကြီးလေညာလုံးကြီးလေဘယ်ဟုတ်မလဲကွာအောင်လုံးကြီးတွေအဲ့ဒီကြောင့်မှခွဲကွယ်ခုတော့အောင့်လာရမှနေပြီးတော့ဥဒိဋ္ဌမအောင့်နိုင်တော့ဘဲနဲ့ဖောက်ပြန်လေပြီအော်ဘုန်းကြီးဘုရားတကယ်စဉ်းစားကြည့်အတော်ပြင်းစရာကောင်းဒီနေရာတရားနာပိဋကဆူတောင်းတဲ့ဒကမာများပေါ်လာရင်မြဲခြင်းမြဲသွားမှာပေါ့ဟောတို့ဒီရန်ကုန်မှာကြားဘူးတဲ့ဥစဉ်လေးတစ်ပါးရှေးတုန်းကလူထွက်မယ်တဲ့ဖယားရွှေတကုံဖယားဝတ်ပြုပြီးတော့ရွှေတကုံကုန်းတော်ပေါ်တက်သွားတယ်ဒကမတယောက်ကလည်းတရားနာပိဋကရေဥစဉ်လေးလာတာမမြင်ဘူးပန်းစည်းကြီးနဲ့ဆူတောင်းဟိုကလည်းလူထွက်မှဖယားဝတ်ပြုပြီးရင်ဒကမကဆူတောင်းသူလာတာမမြင်ဘူးဖယားတပည့်တော်ဟောဒီဆွမ်းစီမိဖျောင်းတိုင်းပန်းလှူရသောကောင်းမှုကြောင့်ဖယားတပည့်တော်ဒီဘုန်းကြီးလူတွေနားများနဲ့ဖြင့်ဘယ်တော့ကမှဘုရားနဲ့ပါလူထွက်မလို့လုံးမဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်တော့ကမှအဲ့လေးငါလာတာလည်းမြင်မအောင်ဘာဒီပြောဦးမယ်မသိဘူးဆက်နားထောင်အောင်ပါဒကမကသူလာတာမြင်မှုဆက်တောင်းဖယားတပည့်တော်သည်ဟောဒီပန်းစီမိဖျောင်းတိုင်းလှူထမ်းရသောကောင်းမှုကြောင့်ဖ
ဘုန်းကြီးလူထွက်များနဲ့ဖြင့်ဘယ်ဘဝကမှဟာဘဝတောင်ရှိသွားတက္ကမတွေဘုန်းကြီးလူထွက်ဓလောင်မုံလားဟေးတော်ပြီကွာထွက်ဘူးလို့မြဲသွားဘူးတည်းဗျာတက္ကမစုတော်ဘုန်းကြီးတို့ကမြဲဘူးတဲ့ရန်ကုန်မှာဒါကြောင့်တက္ကမတွေအဲ့ဒီစုများကြက်ကြက်တောင်းရလမ်းနော်ကြက်ကြက်ကြီးတောင်းရလမ်းခက်တလေမင်းတို့မင်းလက်ထက်တုန်းကလည်းဘုန်းကြီးလူတွေပြိုင်ပြီးလင်ကုန်ဖော်ကြဗျာရောဟုတ်တယ်ဘုန်းကြီးလူတွေမှာရွေးယူကြဟဲ့ဒိုးလင်သားကပထမကြီးအောင်ပြီးသားအေးဟဲ့ဒိုးလင်သားကဓမ္မစရိယအေးဟဲ့ဒိုးလင်ကကျောင်းပဲနဲ့ကျောင်းပြူတာဟဲ့ဒိုးလင်သားကပထမကျော်အေးဘုန်းကြီးလူတွေရွေးယူတာမင်းတို့မင်းလက်ထက်ကဒါပေမဲ့လို့ခုခေတ်တော့အဲ့ဒီသူမျိုးများများတောင်းပေးကြပါကောင်းမှုလားပြိဿကြီးသားနဲ့ပြောသမီးနဲ့ပြောလင်းပြောမရပြောဆွေမျိုးညာတိသင်္ကဟဥစ္စာဒနာတွေနဲ့ပြောပြောခဲ့ဘူးလားဘယ်တော့မှစပြောတာလို့ပြီးတော့တို့အစကိုရှာမရဒီဘဝမွေးကစားကပြောဆိုလဲဘုံဘဝကလည်းပြောခဲ့တာတန်တရားလက်စမ်းတည့်ရဆိုကြပါစို့အဝိဇ္ဇာကစခဲ့ကြဒါကြောင့်ပါလေဆိုတာမှသားနဲ့ပြောသမီးနဲ့ပြောလင်းပြောမရပြောဆွေမျိုးညာတိသင်္ကဟဥစ္စာဒနာတွေနဲ့ပြောမတော်ဘူးဟဲ့စဉ်းစားရအောင်တော့ဘေးသားကြီးဒီပြောနဲ့ပြောနေတာဘုရားကုတော်မြတ်ကတော်တယ်လို့ပြောသလားမတော်ဘူးလို့တားဆိုတာမှမတော်ဘူးဟဲ့စဉ်းစားရအောင်တော့လူဘဝသက်တမ်းတွေ့ဆောင်နေတို့အပေါ်သက်တမ်းလေးများတွေ့ကြည့်ကြဘူးရဲ့တွေ့ကြနော်85 80ဆိုပြီးနောက်ပေါက်လူငယ်တွေအဲ့ဒီအသက်ထီအောင်နေရဖို့ခဲရင်သွားပြီမှန်လားပြိဿကြီးခဲရင်သွားပြီနေမြင်ညပြောက်ခေကြီးဒါကြောင့်တရားနာပြိဿကြီးပါလေဆိုလဲဆမ်းမလူဘဝသက်တမ်းတွေ့စမ်းနေတို့အပေါ်ပြောဘာကြောင့်လည်းလောက်ပြောဝိုင်းအော်ဆမ်းမဘုရားကုန်းတော်ကိုဆိုင်းတီးနေတဲ့အတန်ကြပြောဘာကြောင့်လည်းလောက်ပြောကုသိုလ်ဒါနပဲမြတ်ပြုသလဲနော်ခုဘဝအတွင်းစရင်တွေ့ဖို့တော့စရင်တွေ့ဖို့မတော်ဘူးလားပြိဿကြီးတွေ့ကြကုသိုလ်စရင်ငါတရားနာခဲ့ရလားငါဒီဒါနပြုခဲ့ရလားသီလဆောက်တည်ခဲ့ရလားရွှေဆံတော်ဘုရားကြီးသိမ့်ချီပြီးတော့သိမ့်ပုံများစွာချီပြီးတော့ကုန်ကြမယ်အထက်တရားတရားပါဝင်ခဲ့ဘူးရလားဒီစရင်တွေဗျာအခုတော့ဒီစရင်တွေသိမ့်မတွက်ပါဘူးတစ်တာတဲ့သော့ခတ်ထားတဲ့ပစ္စည်းအတွက်သေရင်ထားပြခရမယ်ပစ္စည်းလက်စုပ်ကဘယ်နှကွင်းလက်ကောက်ကဘယ်နှရဆွဲကြိုးကဘယ်နှကိုတိုင်းလုံးကဘယ်နှထဲပိတ်တာကအပါတိကဘယ်နှထဲကြောင်းပြန်ဖြစ်တွက်လိုက်ကြတာတထွန်းတက်ထွက်ပေါ်ကလေးဖော်ရှာကြတော့ခေါ်တော့ခေါ်တော့ဒီတော့တရားနာပြည်သားကြီးခမရတို့သေရင်ထားကြရမယ်အဲ့ဒီစရင်ကိုသာကြွက်နေကြပါသည်တိတ္တာကြီးသောခထားတာတော့မယုံလို့ခဏဖွင့်ကြည့်ရပြီးသားဖို့ပါတယ်ဟုတ်ကဲ့အဲ့ဒါကြီးကိုရပြီးသားဖို့လန့်ကြည့်ဆိုတဲ့အတိုင်းပဲခဏဒါဖွင့်ကြည့်ဒီထဲလက်စွပ်တကွင်းကပြောက်တော့ထိတ်မွေပေါက်တယ်လို့ဟဲ့ကြည်စားတိတ္တာကြီးလည်းသောခထားတာပါလက်စွပ်ကဘယ်ရောက်ရပြန်ပါလိမ့်တိတ္တာဘသူဖွင့်လို့တော့ဘသူကိုင်တော့ဟဲ့နဲ့ထိတ်မွေပေါက်တယ်လို့နောက်တော့ဘာမှမဟုတ်ဘူးလက်စွပ်ကတိတ္တာလေးလှုပ်လိုက်တော့ဒီတောင်းကကြောင်းတော့ဟိုတောင်းပြောင်း
လက်စွပ်လေးလည်းပြန်တွေ့ရောဘာပြောလို့မဲတဲ့ကိုရွှေလက်စွပ်ကပုံနေတာကိုတဲ့ခုမှရင်ထဲကအလုံးကြီးပြန်ကျသွားတော့တဲ့ခင်ဗျားတို့တွေ့တဲ့စရင်တော့ဒါတော့ပါလေဆိုလိုက်တော့ခုဘဝအတွင်းစရင်တွက်ဖို့တော့ပြောရကြီးရဲ့နော်မောရကြီးရဲ့နော်မောဦးလားကိစ္စဘုရားပွဲမင်္ဂလာပွဲအလှပွဲဘုန်းကြီးပြန်ပွဲမသာပွဲမသာလည်းပြောတာပဲမော်တာပဲတဏှာတွေလိမ့်လို့တချို့ကဘယ်နေရာမှမရှောင်အောင်ပြောတာမော်တာပိသတချို့ရန်ကိုရှိကိစ္စမရှိဘူးလူမင်္ဂလာမန္တမရှိတဲ့ပစ္စည်းငှားဝဲဒီတဲ့စောင့်ကြည့်တဲ့လူကရှိသေးဟိုကောင်မဆွဲလာတာသူပစ္စည်းမဟုတ်ဘူးဘယ်သူပစ္စည်းဆွဲလာတာကိုယ်နဲ့ဘာဆိုင်တော့နေနာမတန်တာတော့ခက်ပတ်စံရှိတဲ့လူကြတော့အရေးစရတုဝစ်လာတာတောင်သူတို့ဘာဝစ်ဝစ်ကြီးလှအဲ့ဒီကြတော့ရှောင်းမိုးလေးနဲ့ဘာရနဲ့ပြီးချက်ချိန်မွန်ကြပြန်ရောပတ်စံမရှိတဲ့လူကြတော့အစိတ်ကလေးဝယ်ဝစ်တာတောင်အတုလို့ဆိုကြပြန်သည်ချိန်မွန်ကြိတ်ဆိုတဲ့လောကတန်နှစ်ပါးပြီးအလွန်လျင်များနေနော်ဒါကြောင့်ပါတယ်ခင်ဗျားတို့မော်ပုံလေးဆိုလိုက်တော့မှပျော်လှကြီးရဲ့နော်မော်လှကြီးရဲ့နော်အော်90သက်တွင်အော်ဆိုတဲ့တိုင်းအော်နောက်ကဟာကြီးအော်90သက်တွင်စရင်မတွက်ပါကဖိုးသာဝရဲ့လွားရောက်သလိုပါနော်ဘယ်သူလွားရောက်သလိုတဲ့တော့ဖိုးသာဝနွားလေးတကောင်အစာရေစာကျွေးပြီးအရေးတကြီးကြီးနေလာကိုသာဝခင်ဗျားနွားရောက်မယ်ဆိုအေးရောက်မှာပါဘယ်လောက်နဲ့ရောက်အစိတ်နဲ့နွားလျှောက်ကြည့်လိုက်တော့ပုံပေါင်းမကြိုက်လို့ငါးချက်လျှော့ပါတယ်ကန်လျှော့တော့ကွာအစိတ်ငါးချက်လျှော့တော့ဘယ်လောက်ကြနောက်နွားဝင်မဲ့လူကမျက်လုံးဖြဲကြည့်တယ်လို့မျက်လုံးတစ်ဖက်ကတည်ကြီးနဲ့ကိုသာဝါတဲ့ခင်ဗျားနွားမျက်လုံးတစ်ဖက်ကတည်ကြီးနဲ့လျှော့ပါဦးနဲ့လျှော့တော့ကွာငါးချက်နှစ်ခါလျှော့တာအစိတ်ဘယ်လောက်ကြနောက်နွားဝင်မဲ့လူကသွားဖြဲကြည့်လိုက်ကိုသာဝါတဲ့ခင်ဗျားနွားကရေတောင်ထောင်းတက်ရပါကန်းကုန်ပြီသွားမကောင်းဘူးတဲ့ကန်လျှော့တော့ရငါးချက်ဘယ်လောက်ကြတော့နောက်နွားဝင်မဲ့လူကလက်ပတ်ကြည့်လိုက်တော့ဘေးမှာဘူကြီးတစ်လုံးကလူမြင်ခွဲကိုသာဝါခင်ဗျားနွားလူမြင်ခွင်းဘူကြီးတစ်လုံးကအကြည့်ရဆိုးနေလို့လျှော့ပါအောင်ငါးချက်ဘယ်လောက်ကြတော့နောက်နွားဝင်မဲ့လူကနောက်ပိုင်းလျှောက်ကြည့်လိုက်တော့ကိုသာဝခင်ဗျားနွားကမီးတူးလျှော့ခြင်းနဲ့မလျှော့ပါအောင်ငါးချက်ဘယ်လောက်ကြတော့လျှော့တော့ကွာကျန်တာမကျန်တာကုန်ပြီလျှော့လိုက်တာနွားဝတဲ့လူကဆွဲသွားတာပေါ့ရောင်းတာကအစိတ်နဲ့ဆွဲသွားတာပေါ့ကိုသာဝမော့ကြရင်တောင်မိမလောက်တဲ့လူကကိုသာဝနွားရောင်းတယ်ပြောတယ်ဈေးလေးနာလေးဝယ်အောင်သက်ချသွားတောင်းကိုသာဝဟေးတော်တော်ရောင်းလိုက်ပြီဆိုအေးဟုတ်တယ်ရောင်းလိုက်ဘယ်တော့နဲ့ရောင်းရပါဘူးကွာအစိတ်နဲ့ရောင်းဒါရင်ပေးပါဈေးလေးနာလေးဝယ်ရနေဦးကအစိတ်ကငါပြောဗျအသားချီရသေးတာတို့နွားပုံမမကြိုက်ဘူးဆိုလို့ငါးချက်လျှော့လိုက်ရတယ်ကွတော့အစိတ်ရောက်သေးတယ်တော့လျှော့အောင်ပါပေါ့ကန်ချာလေး20ပေးနေဦးက30ကငါပြောဗျတို့နွားမျက်လုံးတစ်ဖက်ကတိမ်ကြီးနဲ့မို့ငါးချက်လျှော့လိုက်ရတယ်လျှော့လာကြည့်လားတော့မလျှော့ဆိုနွားအပြစ်တွေကိုကွမှတ်ထားနော်ဘာပြောနေတာတုံးဆိုတာလဲရိမ့်မိထားနော်90 80သက်တမ်းအတွင်းလေးမှာခမည်းတော်အပြစ်တွေဘုသာဝနွားနဲ့ချိန်ထိုးပြနေတာသဘောပေါက်အောင်လည်းမှတ်သွားနေအောင်ကအဲ့ဒီငါပြောပြတစ်ခါလျှော့တာနော်ဘယ်လောက်ကြာတော့ပုံကမကြိုက်လို့ငါးချက်လျှော့တယ်20
နောက်မျက်စိကတင်ကြီးနဲ့မှုလျှော့လိုက်တယ်15ကြကြကိုတော်ဝါတဲ့ငါကြတဲ့15ကြပေးပါတော့တဲ့လေအောင်ကွာတို့တော့ရေတောင်ထောင်းတတ်ရမယ်ပြောသွားတယ်ဟောတော့အဖောက်ကလည်းရေဘယ်နဲ့ထောင်းတတ်ရမှာလို့မင်းတော့မကောင်းဘူးဆိုတာကွာအားလားသွားမကောင်းတာလေရေထောင်းတတ်ရမယ်ဆိုတာသိသားတော်ရမကိုကဲကြတဲ့10တာပေးတော့နေအောင်ကွာလူမြင်ကွင်းဘူးကြီးတစ်လုံးကကြည့်ရဆိုလို့ငါးချက်လျှော့လိုက်ရတယ်ဟောတော့လျှော့လာကြည့်တာလျှော့တော့မင်းတော့အပြစ်တွေကိုကွာကဲကိုသာဝကြာရင်ကုံတော့မှာဒီပြင်ပစ္စည်းအဝတ်အစားမဝယ်ရခြင်းနေဘူးဟင်းရှက်စရာလေးဝယ်ရောက်အဲ့ဒီငါးချက်တာပေးတော့နေအောင်ကွာတို့တော့မီးလူလျှော့ကြည့်နေမှုလျှော့လိုက်ရတယ်ငါးချက်ဟောတော့ကုံမှာပေါ့ဒါဒါမင်းတော့ပဲမလို့ဒီမိမလာပြီးတော့ဝဲလာဦးဆွတ်သွားတာပေါ့ဟာမိမစိတ်ဆိုးပြီပြုမိမစိတ်ဆိုးပုံတော့ခင်ဗျားတို့သိပါတယ်စိတ်ဆိုးဥသားနဲ့ထမိန်ကလေးဖင်ချိတ်အဲ့ဒီလက်ကလေးမခါထောက်ဘယ်လိုလဲကျေတော့ဘူးကြည်သားမတော့အစာရည်သာကျွေးပြီးအရေးတကြီးကြီးနဲ့လာခဲ့ရတယ်နွားလေးအခုအစိတ်နဲ့ရောင်းနေဆိုတပြားမှမချမ်းဘူးအဲ့ဒါလုံးတော့ဘူးဒီတော့သာဝကဘာပြောတော့ဟေးမင်းသိဆူနေပါနဲ့ကွာငါဝယ်တဲ့လူကဟိုနာရှိသေးတာတော်တော်ကြာဟိုဘက်ကပူကြီးမြင်သွားငါကပြန်အားနေရပါလေဩဒါကြောင့်ခမည်းတော်တွေဘုရားဝနွားရောက်နှလို့သာဖြစ်ကြရင်ဖြင့်တရားနာပရိသတ်ကြီး90 80သက်တန်းလေးမှာနို့စွနှတ်စားကလေးဘဝဘယ်မလဲကုသိုလ်ပါရှိကျောင်းသားကျောင်းသူအရွယ်ရောက်လာတော့ကောဝမ်းကျောင်းကိုဝမ်းစာအတွက်သင်ရတဲ့ပညာကျောင်းနေရတာလည်းဘယ်မလဲကုသိုလ်ကာလာသမီးကာလာသာကြပြန်တော့လေအဖော်ရှာရတာနဲ့အချိန်ကုန်ဘယ်မလဲကုသိုလ်သာသမေဘဝရောက်လာပြန်တော့လေစားရည်ဝေရည်နေရည်ထိုင်ရည်စီးပွားရေးတွေနဲ့အချိန်ကုန်ဘယ်မလဲကုသိုလ်ဘုရားဝအပြည့်နဲ့ရှင်ကြည့်အဖိုးကြီးအဖွားကြီးဘဝရောက်လို့ဥပုပ်ဆောင်မယ်ဆိုပြန်ပါတော့ဥပုပ်ကြောင့်တော့လိုက်ဖြစ်ပါရဲ့ဟောတနေ့ကမမြင်မကန်းနဲ့ခလုတ်တိုက်တယ်လို့အပြစ်တွေပြီးတော့လည်းပဲအိမ်ကသာသမီတွေကညီမထိန်လို့တိတ်တထားရတာမှဟုတ်တော့တွားရတော့တဲ့ကိုယ်ကံနဲ့ကိုရှိပဲလေဒါကြောင့်တရားနာပိသကြီးခင်ဗျားတို့ဘုရားဝါလွားရောက်လို့အပြစ်တွေများလှရင်ဖြင့်ဗါတဲ့ဆိုလိုက်သမ်းပါဘုရားဝါရဲ့လွားရောက်လို့ပါနော်ပြောဒီအပြောမျိုးကတော့ဘူးကြံဘူးမပေါ်ဘူးတဲ့ဘာမှမရှိတဲ့အဖိုးပြောတာလူဘဝကတည်လို့နတ်ရွာသူကတိနဲ့နိဗ္ဗာန်ဆိုတာထားတော့ဒီလိုလူဘဝကလေးကိုတောင်မှအစားပြန်ရကြပါဦးမလားတဲ့ဒီတိုင်းမေးတာပြိဿဒါကြောင့်ကောင်းတာလေးတွေနဲ့ပျော်ပြီးတော့နတ်ရွာသူကတိသွားရအောင်ဆိုလဲဆောင်းမှပျော်ကြပါနော်ပျော်ကြပါနော်တတိထမ်း၍သာပျော်ဘယ်လိုပြောရမှာပြောရင်လူအများလိုက်ကြမလားတဲ့နော်ပြောရင်လူအများလိုက်ကြမလားတဲ့နော်တယောက်ထဲလိုက်မလားနော်ဒေသကြီးတယောက်ထဲလဲရတဲ့နော်ဘယ်တော့မမေးနဲ့တော့ကြပေါ်လာလိမ့်ဘာလဲဆိုတော့မှတယောက်ထဲလိုက်မလားနော်နှစ်ယောက်တွဲလိုက်မလားနော်အတွဲလိုက်လေရတဲ့နော်အတွဲလိုက်လေရတဲ့နော်လင်းနေမရအတွဲလိုက်မသွားကြတာဒါနာတရားကညီမညီမျှပဲနဲ့လင်းမရနှစ်ယောက်တရားနာလာတယ်ဒီဘုရားကြီးတွေ့လူခံတယ်လင်းကတကြလှူသွားမရကမလှူလင်းသွားတော့မရချင်ရဲ့မရကတကြလှူသွားလင်းကမလှူ
မလူတော့မရနာပြေသွားတော့လင်ကကြံရည်ရောဒါတော့အတွဲလိုက်သွားချင်ရင်လေအတွဲလိုက်လူစားဆွေတရားဟောတယ်မအောင်မေးနဲ့မနေ့ကနဲနေလို့ဒါတော့ဆိုသိရောပေါ့ဘာလဲတယောက်ထဲလိုက်မလားတော့နှစ်ယောက်တွဲလိုက်မလားတော့ရွှေမျိုးတွေကိုအကုန်ခေါ်တဲ့အိမ်လုံးကျွအောင်လိုက်ကြမှာလားနော်အိမ်လုံးကျွလည်းရတဲ့ပြုရွှေရောမျိုးရောလည်းရတဲ့ပြုဘာလဲရွှေမျိုးတွေကိုအကုန်ခေါ်တဲ့အိမ်လုံးကျွအောင်လိုက်ကြမှာလားနော်ကိုလိုသောလမ်းခရီးကိုလုံးပြေးသာကြည့်ကိုလိုသောလမ်းခရီးကိုမော်တော်ကားကြီးနဲ့မင်းအထားလေးဝေဟင်အကားလိုရာကိုလည်းတွန်းနေရရဲ့နော်မင်းရိုက်ကြည့်ပါလိမ့်နဲ့နော်ငေါမင်းတွေပါလိမ့်နဲ့ဟဲ့တရားတော်ပြည်သားကြီးမန္တလေးရန်ကုန်မော်လမြိုင်ပသိမ်အစရှိသဖြင့်သွားနိုင်တဲ့ရင်ရထားလေးမြမော်တော်ကားတွေနဲ့သွားလို့ရဘူးလားဒိဋ္ဌဒါတော့ပါလေဆိုလိုက်တော့ကိုလိုသောလမ်းခရီးကိုမော်တော်ကားကြီးနဲ့မင်းရထားလေးဝေဟင်အကားလိုရာကိုလည်းသွားနိုင်ကြတယ်နော်သို့သောသေချာဆုံးနော်အချွတ်သို့သောသေချာဆုံးနော်ဆက်ပါလေသို့သောနတ်တရားဘဝနဲ့မတရားရလို့သောအိမ်ကြရင်ဒါတဲ့ပူရင်ပူလိုက်ဦးနတ်တရားဘဝနဲ့မတရားရလို့သောအမေအဲ့ဒီတိုင်းပြောတာဒီအကုန်ကိုလိုက်တာရှင်းကိုပြေးနေတရားတော်ပြည်သားကြီးဟိုမန္တလေးမော်လမြိုင်ပသိမ်ရန်ကုန်ကိုရင်ရထားတွေနဲ့သွားလို့ရပါမယ်နတ်တရားဘဝနဲ့မတရားဖို့တရားကြအဲ့ဒီရင်ရထားတွေနဲ့သွားလို့ရပါရရင်ကျုပ်ခြေကားအူလေးနဲ့တက်ရှင်တာနတ်ပြည်ဘယ်လုံးမတက်မဖြစ်တော့လဲမြေပြင်တောင်ခဏကိုယ့်လိုကာယဖြစ်ဒါကြည့်တော့တရားနာပြည်သားကြီးဘာလဲဆိုလိုက်တော့မှနတ်တရားဘဝနဲ့မတရားရလို့သောရင်ရထားစီလို့မရောက်ဘူးနော်ရင်ရထားစီလို့မရောက်ဘူးနော်ဒါနံသက္ကကသောပါဏံပဇာကြီးဖွင့်ဆိုနဲ့မပွင့်တော့ဖွင့်မှရပဇာဖွင့်ဆိုရင်သွားပြီဒါနာဆိုသွားပြီမပွင့်တော့ဖွင့်လေသေချာနာတော်ကြီးဒါနံသက္ကကသောပါဏံယောဘဂဝါအရဟံမိန်နာချွေပြဘယ်လိုဖြစ်ကုန်တယ်မသိဘူးဘာလဲယောဘဂဝါအရဟံမိန်နာချွေပြဟုတ်တယ်ဒါနနဲ့မှအစသာအရာရာပြောရင်မစည်းပဲနဲ့ရောက်ဖို့နော်ရင်မစည်းပဲနဲ့ရောက်ဖို့နော်ဒီကရင်မစည်းပဲနဲ့ဒါနတရားနဲ့ဆိုရင်ရောက်နိုင်မလားပြိဿဒါကြောင့်ပါလေဆိုလေသောမှာ
ရွှေဆန်တော်မြတ်စွာဘုရားတရားတရားနဲ့ဖြင့်ယူစားလူပြန်တော်ဘေးကတရားတရားနဲ့ကြိုးစားလှူလို့ရှိရင်ဝင်းထိန်နေတဲ့ရွှေရောင်တွေမမြင်ရဘူးလားနှိုးစောပြောခြင်းသူလူအများလိုက်ကြမလားတဲ့နော်ခေါ်ခဲ့ပြီနော်ဥဇတိလာနိဗ္ဗာန်သောလူရန်ညကိုခါအတန်းကျွေးဂိုက်ဒီတော့ကောင်းပြီတရားနာပိသာခုခိတ္တခဏလေးရပ်ဆိုင်လို့ဟာဗရန်ပေးမယ်နတ်ပြေကိုစရင်ပါအောင်ထဲတဲ့နေ့တရားနာတဲ့ကုသိုလ်တွေမထားဘဲနဲ့ရွှေဆန်တော်လှူတဲ့ကုသိုလ်တွေဘာနောက်ပြီးတော့မိမိဘဝအတွက်စာဝန်နေရတဲ့မဟုတ်ဘဲနဲ့ကုသိုလ်စရင်တွက်ကြစေခြင်းလုံးလို့တရားနာပိသာအခုနတ်ပြည်စောင်းနှံတဲ့ပွဲဒါနတရားကိုပြောခြင်းလူအများနဲ့တရားနာပိသာကြီးနားလည်အောင်ပြောပြီးကြိုက်ခိတ္တရဆိုင်ဟံပရင်ပြီးမယ်ဗျာ